ကျွန်တော်ပြီးခဲ့တဲ့ဘက်ကခက်ခဲပြဿနာကြားထဲမှာဝမ်းမြောက်ခြင်းဆိုတဲ့အကြောင်းအရာเนาะကျွန်တော်ပြောကြတာဖြစ်တယ်ဆိုတော့ဒီနေ့ကဒုတိယအပိုင်းအခက်ခဲပြဿနာကြားထဲမှာဝမ်းမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့မှဒုတိယအပိုင်းကိုကျွန်တော်ဒီနေ့တွားရအောင်ဆိုပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာကျွန်တော်ပြောတဲ့အရာကတော့အဓိကရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1ငယ်1နဲ့3ကိုကျွန်တော်အခြေခံထားတာဖြစ်တယ်။ဒါနည်းနည်း review ပြန်သွားမယ်ဆိုလို့ရှိရင်ငါညီကိုတို့သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်သီးခံခြင်းကိုပွားစေတတ်သည်ဟုတိမလျက်အထူးထူးအပြားပြားစုံစမ်းနှောက်ယှက်ခြင်းနဲ့တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတသက်ဖြစ်သည်ဟုမှတ်ကြလော။ဆိုတော့ကျွန်တော်ကြုံတွေ့ရတဲ့စုံစမ်းစစ်ဆေးခြင်းတွေဟာစစ်ကြောစုံစမ်းခြင်းတွေဟာကျွန်တော်ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သီးခံခြင်းကိုပွားစေတတ်တယ်။အဲ့ဒါကိုသိခြင်းအပြင်ကျွန်တော်အခက်ခဲပြဿနာကြုံတွေ့တဲ့အခါမှာဒီလိုစစ်ကြောစုံစမ်းခြင်းအသက်တာမှာကြုံတွေ့ရတဲ့အခါမှာဝမ်းမြောက်စရာအကြောင်းတက်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာအကျိုးအမြတ်ကိုရရှိခံစားရတာဖြစ်တယ်။စိတ်ပြည့်ခြင်းစိတ်အားငယ်ခြင်းစိတ်ဓာတ်ကျခြင်းနဲ့အဆုံးသတ်တာမဟုတ်ဘဲနဲ့ဒီခက်ခဲကြမ်းတမ်းတဲ့အခြေအနေတစ်ခုကိုဖျက်ဆီးခြင်းအပြင်ရလကဘာလဲဆိုတော့ကျွန်တော်ရဲ့အသက်တာမှာ character เนาะအင်္ဂလိပ်လိုဆိုလို့ရှိရင် character ကျွန်တော်ရဲ့ character ကို build up လုပ်ပေးတယ်ဖရားတဲ့ကျွန်တော်နဲ့ကြားထဲမှာကျမ်းစကားနဲ့ပြောမယ်ဆိုလို့ရှိရင်စုံလင်သောလူအဖြစ်တော့ကျွန်တော်ကိုချီးမြှောက်ပေးတယ်ကြီးထွားခွင့်ကိုပေးတယ်ဒီခက်ခဲပြဿနာတွေကဒါကြောင့်မလို့ခက်ခဲပြဿနာကြုံတွေ့ပြီဆိုလို့ရှိရင်ဝမ်းမြောက်စရာအကြောင်းတက်ဖြစ်သည်ဟုမှတ်ကြလောလို့ပြောတယ်မှတ်ကြလော consider မှတ်တယ်ဆိုတာကကိုယ့်ဘက်ကနေကောင်းသောအမြင်နဲ့ကျွန်တော်ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေကိုခံယူခြင်းဖြစ်တယ်။အိုးတခြားလူတွေလိုအခက်အခဲပြဿနာကြုံလာပြန်ပြီငါကံကနော်ကံမကောင်းလိုက်တာပါညာမဟုတ်ဘူးဖခင်သခင်ကဒီအရာတွေကိုရည်ရွယ်ချက်နဲ့ကျွန်တော်ရဲ့အသက်တာမှာပေးတွေ့တာဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်သင်ရဲ့အခက်အခဲပြဿနာကြီးသလောက်သင်ရဲ့ယုံကြည်ခြင်းကိုဖခင်သခင်စိတ်ချတယ်ဆိုတော့သင်နားလည်လို့ရတာဖြစ်တယ်။ဟာလေလုယာဆိုတော့သင်ရဲ့အခက်အခဲပြဿနာကြီးလာလေလေသင်ရဲ့ယုံကြည်ခြင်းလည်းကြီးတဲ့အတွက်ကြောင့်မလို့အဲ့ဒီယုံကြည်ခြင်းကိုစစ်ကြောလို့ရလောက်တဲ့အနေအထားပြဿနာကိုသင်ရဲ့အသက်တာကိုဘုရားရှင်ကပေးတွေ့တာဖြစ်တယ်။နော်။ဘာဖြစ်လို့လဲဆိုတော့ဘုရားဂတိတော်လည်းရှိထားလေနော်။မခံနိုင်တဲ့စုံစမ်းခြင်းကိုမပေးဘူး။အမြဲတမ်းလွတ်မြောက်ရာလမ်းတစ်ခုကိုပြင်ဆင်ပေးတယ်လို့ပြောတယ်။ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်ပြီးခဲ့တဲ့အပတ်မှာဆွေးနွေးခဲ့ကြတာဖြစ်တယ်။ဒီနေ့ကျွန်တော်ဒုတိယအပတ်မှာကျွန်တော်ဝမ်းမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့မှနော်ခက်ခဲတဲ့မှာဝမ်းမြောက်ခြင်းအခြေအနေနဲ့မသက်ဆိုင်တဲ့ဝမ်းမြောက်ခြင်းဘုရားရဲ့ဂတိတော်၌ဝမ်းမြောက်ခြင်းဒီအကြောင်းအရာကိုဒီနေ့ကျွန်တော်ဆက်ပြီးတော့မှသွားရအောင်ပထမဆုံးကျမ်းပိုက်အနေနဲ့ဟုတ်ပြီသုတ်တန်ကျမ်းအခန်းကြီး7အငယ်20ကျွန်တော်အတူတူဖတ်ရအောင်နော်သုတ်တန်ကျမ်းအခန်းကြီး7အငယ်20ရှင်လန်းသောစိတ်ကကျမ်းမာစေတတ်တယ်လို့ပြောတယ်ပြီးတော့မှစိတ်ပြည့်ခြင်းမူကအယိုးတို့ကိုသွေးချောက်စေတတ်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာရှင်လန်းခြင်းစိတ်ရှင်လန်းခြင်းတနည်းအားဖြင့်ဝမ်းမြောက်ခြင်းအားဖြင့်ကျွန်တော်ရဲ့အသက်တာမှာကျမ်းမာခြင်းကိုဖြစ်စေတယ်လို့ကျမ်းစာကပြောတာဖြစ်တယ်ဒါပေမဲ့စိတ်ပြည့်တယ်နော်စိတ်ပြည့်ခြင်းမူကားတဲ့အယိုးတို့ကိုတွေးချောက်စေတယ်ဟုတ်ပြီပထမချက်ကိုကျွန်တော်ဒီနေ့ဆွေးနွေးကြရအောင်စိတ်ရှင်လန်းခြင်းသည်ကျမ်းမာစေတတ်၏ဒီနေ့စိတ်ရှင်လန်းခြင်းအတွက်ကျွန်တော်ရဲ့အသက်တာမှာကျမ်းမာဖို့အတွက်စိတ်ရှင်လန်းခြင်းကဘယ်လောက်အရေးကြီးတယ်လဲဆိုတာကိုကျမ်းစာကဖော်ပြတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဝိညာဉ်အသီး9မျိုးထဲမှာနော်ဝမ်းမြောက်ခြင်းပါဝင်တာဖြစ်တယ်တနည်းအားဖြင့်တင်းရဲ့ဝမ်းမြောက်ခြင်းကအခြေအနေပေါ်မှာမသက်ဆိုင်မဲနဲ့တိုင်ရှင်သောဝိညာဉ်တော်တင်းရဲ့အထက်မှာကျင်းဝတ်သောကြောင့်အမြင့်တွေ့သောကြောင့်အသီးအပွင့်ကအလိုအလျောက်ဖြစ်လာရမှာဖြစ်တယ်အဲ့ဒီအမြင့်နဲ့တင်းအဲ့ဒီအကိုင်းခင်းနဲ့နော်ပင်စီနဲ့ချိတ်ဆက်ထားတယ်ဆိုလို့ရှိရင်အသီးပွင့်ကျွန်တော်ရဲ့အသက်တာမှာခံစားရမှာဖြစ်တယ်ဘာအဖြစ်လဲဆိုတော့တိုင်ရှင်သောဝိညာဉ်တော်အဖြစ်ဖြစ်တယ်ဟာလေလုယာတိုင်ရှင်သောဝိညာဉ်တော်အဖြစ်ကျွန်တော်ရဲ့အသက်တာထဲမှာဝမ်းမြောက်ခြင်းစိတ်ရှင်လန်းခြင်းရှိမယ်စိတ်ရှင်လန်းခြင်းရှိတဲ့အခါမှာ
ကျွန်တော်ရဲ့အသက်တာမှာကျမ်းမာခြင်းရှိမယ်ဒီကျမ်းမာခြင်းကကိုယ်ခန္ဓာကျမ်းမာခြင်းဘယ်မဟုတ်ဘူးစိတ်ကျမ်းမာခြင်းပါတယ်ဝိညာဉ်ရေးရမှာကျမ်းမာခြင်းပါတာဖြစ်တယ်ဟာလေလုယာသင်ရဲ့ဝိညာဉ်ရေးကကျမ်းမာဖို့အတွက်သင်ရဲ့စိတ်ကျမ်းမာဖို့ရန်အတွက်သင်ရဲ့ကိုယ်ခန္ဓာမှာကျမ်းမာဖို့ရန်အတွက်စိတ်ရှင်လန်းခြင်းဝမ်းမြောက်ခြင်းကစေးတစ်ခွက်ဖြစ်တယ်ဆိုတာကိုဒီနေရာမှာကျွန်တော်တွေ့ရတယ်စာလနံပါတ်126အငယ်1ကနေ6ဖတ်တဲ့အခါမှာဣသီလလူမျိုးတွေဘာဗလုန်မြို့ကိုနော်ဘာဗလုန်နိုင်ငံကိုဖမ်းသွားခြင်းခံရတဲ့အခါမှာသူတို့ဝမ်းနဲ့စိတ်ဓာတ်ကြတယ်သူတို့နေတဲ့ပြည်ကိုထားခဲ့ပြီးတော့မှတနည်းအားဖြင့်ပြောမယ်ဆိုဗိမာန်တော်ရှိတဲ့ဒါမှဘုရားခင်နဲ့ဆက်သွယ်လို့ရတဲ့နေရာကိုထားခဲ့ရပြီးတော့မှအဝေးဆုံးကိုထွက်ပြီးတော့မှတိုင်းတစ်ပါးတွေရဲ့နိုင်ငံမှာကျွန်အဖြစ်နဲ့သူတို့ဖမ်းဆီးခြင်းကိုခံရတယ်ဒါပေမဲ့ဘုရားသခင်ဂတိတော်ပြည့်စုံလာတဲ့အခါမှာသူတို့ရဲ့အတိုင်းပြည်ကိုဣသရေလနိုင်ငံဂျေရုဆလင်ကိုပြန်လဲပြီးမှခေါ်တယ်ဆိုတော့ဒီအဖြစ်ပြက်ကိုသူကဒီမှာစာတစ်ကြောင်းနဲ့ဖော်ပြထားတယ်အငယ်9နဲ့6ဖြစ်ဖို့များတယ်နော်အဲ့မှာဘာပြောလဲဆိုတော့မြစ်ရည်ကြလျက်မျိုးစိတ်ကျဲသောသူတို့သည်ရှင်လန်းလျက်စပါးရိတ်ကြလိမ့်မည်မြစ်ရည်ကြလျက်ကျဲရန်မျိုးစိတ်ကိုဆောင်၍ထွက်သွားသောသူသည်ကောက်လိုင်းများကိုဆောင်လျက်ရှင်လန်းသောစိတ်နဲ့အမှန်ပြန်လာလိမ့်မည်ဟာလေလုယာဟာလေလုယာအခုဖမ်းသွားခြင်းကိုခံရတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဣသီလလူမျိုးတွေဘုရားစကားကိုနားမထောင်တဲ့အချိန်တိုင်းမှာဘုရားရဲ့ဆုံးမခြင်းကိုခံရတာဖြစ်တယ်နော်ဘုရားကဆုံးမတယ်လို့ပဲပြောမလားနော်သူတို့ရဲ့နားမထောင်ခြင်းကြောင့်ရန်သူလက်ထဲမှာသူတို့ကကြဆင်းတယ်ဒါသူတို့ရဲ့နားမထောင်ခြင်းဒါပေမဲ့ရန်သူလက်ထဲမှာကြပြီးတော့မှ captivity နော်ဖမ်းသွားချုပ်နှောင်ခြင်းကိုခံပြီးတော့မှတိုင်းတစ်ပါးမှာကြုံအဖြစ်နဲ့သူတို့ဖမ်းဆီးခြင်းခံရတဲ့အခါမှာမျက်ရည်ကျတယ်စိတ်ဓာတ်ကျတယ်သူတို့ငါတို့ဘဝတွေဘယ်လိုဖြစ်ကုန်တော့မလဲငါတို့ရဲ့အနာဂတ်ငါတို့သားသမီးတွေဘာတွေဖြစ်ကုန်တော့မလဲသူတို့ရဲ့ရှေ့ရဲ့အတွက်ဘာမှမသေးမချမရေမရဖြစ်သွားတယ်ဒါပေမဲ့ဘုရားသခင်ကသူတို့ကိုမထားခဲ့ပဲနဲ့ဝမ်းမြောက်သောစိတ်နဲ့ပြန်လဲတစ်ဖန်နော်အိမ်ပြန်ရသောခွင့်ကိုမြင်တွေ့ခံစားခွင့်ရတာဖြစ်တယ်ဒီအကြောင်းအရာကိုမျက်ရည်ကျလဲမျိုးစိတ်ကျဲခြင်းဆိုတော့မျိုးစိတ်ကျဲတဲ့အခါမှာမျက်ရည်ကျရတယ်အဖိုးကပေးရတယ်စွန့်စားခြင်းအနစ်နာခံခြင်းကျွန်တော်ဘက်ကလှုပ်ဆောင်ရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အားလုံးနားလဲတယ်ဒီမျိုးစိတ်ဟာအပင်ပေါက်လာမယ်ဆိုတာကိုကျွန်တော်နားလဲတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားရဲ့ဂတိတော်ကြောင့်ဖြစ်တယ်ဒီကဘာမြေကြီးရဲ့လောအယနော်ဥပရိသအယမြေစီလွာထဲမှာမျိုးစိတ်ကိုထည့်တယ်ဆိုလို့ရှိရင်အချိန်တန်တဲ့အခါမှာအဲ့ဒီအပင်မျိုးစိတ်ကအပင်ပေါက်လာမယ်ဒါကသူ့ရဲ့ law ကိုဘုရားရှင်ကဒီကဘာမြေကြီးမှာနော် nature law ဘုရားခင်ကထားပေးထားတာဖြစ်တယ်ဒီ law ကိုဘယ်သူမှကဖျောက်ဖြစ်လို့မရဘူးဆိုတော့အဲ့ဒီအတိုင်းပဲကျွန်တော်ရဲ့ဝိညာဉ်ရေးရာအတွက်လဲပေးဆက်ခြင်းအနစ်နာခံခြင်းနဲ့ကျွန်တော်မျိုးစိတ်ကျဲတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာပဲဝမ်းမြောက်သောစိတ်နဲ့ပြန်လဲတစ်ဖန်ကျွန်တော်ကောက်လိုင်းများကိုသိသိရသောခွင့်ကိုရရှိမယ်ဆိုတဲ့ဂတိတော်ဘုရားသခင်နှုတ်ကပတ်တော်ပေးထားတာဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်မျိုးစိတ်ကျဲတဲ့အခါမှာဤဝင်ဂေလိဟောတဲ့အခါမှာဒါမှမဟုတ်လူတယောက်ယောက်ပေါ်မှာကျေးဇူးပြုတဲ့အခါမှာယေရှုခရစ်တော်ကပြောတယ်သူငယ်တယောက်ရေတစ်ခွက်တိုက်တဲ့သူဟာငါ့ကိုရေတိုက်တယ်ဘာဖြစ်လို့လဲအကျိုးမြတ်နော်ဘုရားခရစ်တော်ကပြန်ပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒုက္ခဆင်းရဲခံရတဲ့အခါမှာသူတစ်ပါးကိုကူညီတတ်ခြင်းဟာဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်အဲ့ဒီကူညီခြင်းအဖြစ်မဆခြင်းအဖြစ်ကျွန်တော်ရဲ့အသက်တာမှာဘုရားရဲ့ကောင်းချီးပြန်လဲပြီးတော့စီစဉ်မှာဖြစ်ဒါကဂတိတော်ဖြစ်တယ်ဒါကသူ့ရဲ့ဥပဒေသားဖြစ်တယ်ပြောင်းလဲလို့မရ principle ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာလက်ရှိအခြေအနေမှာဒီ presence နော်ပြစ္ဆုတ်ပံမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုမကြည့်ဘဲနဲ့အဲ့ဒီအပေါ်မှာကျွန်တော်ရဲ့စိတ်ခံစားမှုကိုမထားဘဲနဲ့ဘာဖြစ်လာမလဲသူ့ရဲ့ next step ကိုကြည့်ပြီးတော့မှဖြစ်လာမယ့်အရာကိုကြည့်ပြီးတော့မှအဲ့ဒီနေရာမှာကျွန်တော်ရဲ့ခံစားမှုကိုထားတတ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်ကဒီနေရာမှာတကွက်ကျော်မြင်သောဝမ်းမြောက်ခြင်းလို့ကျွန်တော်ကနာမည်ပေးထားတယ်နော်ဆိုတော့တကွက်ကျော်မယ်ရှေ့မှာလက်ရှိချိန်တွေမှာဖြစ်ပျက်နေတဲ့စိတ်ခံစားမှုအကွက်ကိုကြော်ပြီးတော့မှဖြစ်လာမယ့်အရာကိုကြည့်ပြီးတော့မှဘုရားရဲ့ဂတိတော်ပြည့်စုံခြင်းအတွက်ကြိုတင်ပြီးတော့မှဝမ်းမြောက်တတ်ခြင်း
ဆိုတော့ဒီနေရာမှာကျမ်းစာမှာကျွန်တော်တွေ့ရတယ်ယေရှုခရစ်တော်ကလည်းထိုနည်းတူပဲသူကပြုတ်ခဲ့တာဖြစ်တယ်ကျွန်တော်ရှေ့မှာပုံသက်တည်ထားခဲ့တယ်သူရဲ့ခြေရာတော်ကိုထားခဲ့တယ်ကျွန်တော်လိုက်လျှောက်လို့ရအောင်ဟေဘရဲခန်းကြီး7အငယ်1မှာဘာပြောထားလဲဆိုတော့ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်ဟဲ့ဟုတ်ပြီယုံကြည်ခြင်းအပြင်သူရဲ့အသက်တာဘယ်လိုအသက်ရှင်လဲဆိုတာကိုတည်တည်ချာချာမင်းတို့ယုံကြည်သူတွေဖခင်သားသမီးတွေကြည်ပါလို့ခရစ်တော်ကိုပုံသက်တည်နဲ့ကြည်ခိုင်းတာဖြစ်တယ်အဲဆိုကျွန်တော်ကြည်ရမယ့်ຢာကပါလဲထိုသခင်သည်တဲ့မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်လက်ရှိခြင်းတွေမှာခံစားရတာမဟုတ်သေးဘူးနော်ရှေ့မှာထားတယ်ခဏနေခံစားရမယ်လက်ရှိမှာမဟုတ်သေးဘူးအခုမဟုတ်သေးဘူးဒါပေမဲ့ရှေ့မှာနောက်ခြေတလန်းမှာအဲ့ဒီဝမ်းမြောက်ခြင်းအကြောင်းကြောင့်နဲ့ရှေ့ကြောက်သောအရာကိုမမတ်ပဲလက်ဝါးကတိုင်၌ခံပြီးမှလက်ရှိခြင်းတွေကပါလဲဆိုတော့သူ့ရဲ့လက်ဝါးကတိုင်ပေါ်မှာတက်ပြီးတော့မှအသေးခံခြင်းဆင်းရဲဒုက္ခခံခြင်းကျွန်တော်ရဲ့အပြစ်တွေအတွက်အဖိုးကပေးချေပြီးတော့မှဆင်းရဲဒုက္ခခံခြင်းဒါကသူ့ရဲ့လက်ရှိခြင်းတွေဖြစ်တယ်ခံပြီးမှတဲ့ဘုရားသခင်ပလင်တော်လက်ရဘက်၌ထိုင်နေတော်မူ၏တဲ့ခရစ်တော်ကသူ့ရဲ့ရှေ့မှာချထားတဲ့ဝမ်းမြောက်ခြင်းကဘာလဲဆိုတော့ဘုရားသခင်ရဲ့လက်ရတော်ဘက်မှာအမှုပြီးစီးတဲ့အခါမှာဘုရားသခင်ကအရာခတ်သိမ်းရအထက်မှာချီးမြှောက်ပြီးတော့မှသူ့ရဲ့လက်ရဘက်မှာထိုင်ရတော့အခွင့်ကိုအဲ့ဒါကိုသူကဝမ်းမြောက်ခြင်းနဲ့ကြိုးမြင်တယ်ဒါပေမဲ့ဒီနေအဲ့ဒီနေရာရောက်ဖို့ရန်အတွက်ခရစ်တော်ဘာဖြစ်တမ်းရမလဲဆိုတော့ကာရနီလမ်းကိုသူရှောက်ရမယ်လက်ဝါးကားတိုင်းမှာအသေးခံရမယ်ဟာလေလုယာဆိုတော့ဒီပုံသက်သေးတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီပုံသေးနည်းကယုံကြည်သူတိုင်းရှောက်ရမယ်ပုံသေးနည်းဖြစ်တယ်လက်ရှိခြင်းတွေမှာဝမ်းမြောက်စရာအကြောင်းရှိခြင်းမှရှိမယ်ဒါပေမဲ့ဒီအဖို့ခပေးခြင်းဒီမျိုးစိတ်ကျဲခြင်းအပြင်ခံစားရမယ်အသီးပွင့်ဝေစားတဲ့နော်ပြန်ပြီးမှအကျိုးကျေးဇူးခံစားရမယ်အရာကိုကြည့်ပြီးတော့မှဝမ်းမြောက်သောစိတ်နဲ့လက်ရှိပင်ပန်းဆင်းရဲခြင်းဆင်းရဲဒုက္ခကိုခံနိုင်ဖို့ဖြတ်သန်းဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်ကိုလမ်းပြပို့ဆောင်ပေးထားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေရာမှာနောက်တစ်ခုယောမအခန်းကြီး8အငယ်19နဲ့18မှာထိုနည်းတူစွာပဲပြောရနော်တားမှန်လျင်နဲ့အမွေခံဘုရားသခင်ဤအမွေခံဖြစ်ကြဟုတ်ပြီကျွန်တော်ကသားဖြစ်တယ်ဘုရားသားသမီးဖြစ်တယ်ကျွန်တော်တွေကအမွေခံနေဖြစ်တယ်အဲ့ဒါကခရစ်တော်ကိုယုံကြည်လက်ခံပြီဆိုလို့ရှိရင်ဘယ်ရာနဲ့ကမှဖယ်ရှားလို့မရတဲ့အရာတခုကျွန်တော်ရထားတယ်ဒါပေမဲ့ဘာရှိလဲဆိုတော့နောက်စာတစ်ကြောင်းမှာခရစ်တော်နဲ့အတူဘုံဝင်စားမိအကြောင်းနဲ့ထိုသခင်နဲ့အတူဆင်းရဲဒုက္ခကိုခံရလျင်ထိုသခင်နဲ့ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏ဒါကကျွန်တော်အမွေခံမဲ့ပုံစံအဲ့ဒီ process ကိုကျွန်တော်ကဖျက်လျှောက်ရတာဖြစ်တယ်ကျွန်တော်ကအမွေခံဘုရားသားသမီးတွေဖြစ်တဲ့အတွက်ကြောင့်အမွေခံနေဖြစ်တယ်ဒါပေမဲ့အမွေခံခြင်းနေရာကိုဘယ်လိုလျှောက်လမ်းမလဲဆိုတော့ခရစ်တော်နီးတူနော်ခရစ်တော်ကတဲ့ဘုံဝင်စားမိအကြောင်းဆင်းရဲဒုက္ခကိုအရင်ခံရတယ်လက်ဝါးကားတိုင်းကိုသူရင်သွားရတယ်အသေးခံရတယ်လူတွေကိုအပြစ်တဲကနေကယ်တင်ရွေးလို့တယ်ဘုရားသားသမီးတွေဖြစ်ပြန်လဲပြီးတော့မှသူကလမ်းကြောင်းကိုဖွင့်ပေးလိုက်တယ်အသေးခံခြင်းအဖြစ်ဒါသူ့ရဲ့ပေးဆက်ခြင်းဖြစ်တယ်အခုကျွန်တော်ခရစ်တော်အဲ့ဒါပြီးမှဘုံဝင်စားတဲ့ခရစ်ဘုရားသခင်ရဲ့လက်ရတော်ဘက်မှာထိုင်ပြီးတော့မှဘုရားသခင်ကအရာခတ်တဲ့အထက်မှာသူ့ကိုနာမတကာတို့ရဲ့နာမအထက်မှာသူ့ကိုချီးမြှောက်တယ်အဲ့ဒီနေရာရောက်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်လည်းအဲ့ဒီအမွေခံရဖို့ရန်အတွက်ခရစ်တော်နဲ့အတူပြုဖို့ရန်အတွက်ဖြစ်တယ်ခရစ်တော်နဲ့အတူဆင်းရဲဒုက္ခခံမယ်ကယ်တင်ခြင်းအတွက်ကျွန်တော်ကအဖို့ကပေးလို့မရအောင်ခရစ်တော်ကပေးထားပေးတယ်အဲ့ဒါကကျွန်တော်ရဲ့ပုံသက်သေဖြစ်တယ်ဒါပေမဲ့ကယ်တင်ခြင်းကိုရပြီးယုံကြည်လက်ခံပြီးမှခရစ်ယာန်အသက်တာခရစ်တော်ကဲ့သို့အသက်ရှင်မဲ့အသက်တာမှာတော့လက်ဝါးကားတိုင်းကျွန်တော်ကားတိုင်းပေါ်တက်ကိုတက်ရမှာဖြစ်တယ်ကိုယ့်ရဲ့ကားတိုင်းကိုထမ်းရမှာဖြစ်တယ်ဒီပင်ပန်းဆင်းရဲခြင်းဆိုတဲ့အဖိုးကနော်မျိုးစိတ်ကျဲခြင်းဆိုတဲ့လမ်းကိုကျွန်တော်ရှောက်ရမှာဖြစ်တယ်အဲ့ဒါမှသာလျှင်ခရစ်တော်နဲ့တူသူသခင်နဲ့တူဆင်းရဲဒုက္ခကိုခံရလဲသူသခင်နဲ့ဆက်ဆံသောအမွေခံလဲဖြစ်ကြ၏တဲ့ငါတို့အားတဲ့နော်ပေါ်ထွန်းလက်တန့်သောဘုန်းကိုထောက်သောဖြစ်လာမယ့်အရာကိုကြည့်မယ်ဆိုလို့ရှိရင်ယခုခံရတဲ့ဆင်းရဲဒုက္ခကိုပမာဏမပြုတ်ထိုက်ဟုငါသဘောရှိတယ်လို့ပြောတာဟာလေလုယာဒီနေ့ကျွန်တော်ထမ်းရွရတဲ့ဝန်ထုတ်ဝန်ပို့ဘလောက်လေးတယ်လဲဘလောက်ကြီးမားတယ်လဲဘလောက်ခက်ခဲတယ်လဲဘလောက်ကြမ်းတမ်းတယ်လဲဘလောက်နာကျင်တယ်လဲကျွန်တော်နှလုံးသားထဲမှာဘလောက်ထုံးနေမှုကျွန်တော်ခံစားရတယ်လဲလက်ရှိအခြေအနေကိုကြည့်ရင်တော့
ကိုခံရတဲ့ကိုယ့်ရဲ့ဝေဒနာကအကြီးဆုံးပေါ့ဟုတ်တယ်မလားသူများတဲ့ပူကြီးတယ်ဒါပေမဲ့ရှင်ပေါလုကဘာပြောလဲအနာဂတ်ကိုကြည်ပါတဲ့ရှေ့ခြေတလန်းကိုကြည်ပါခြေတလန်းကျော်ကြည်လိုက်အဲ့ဒီရှေ့မှာကျွန်တော်အားလုံးခံစားရမယ့်ဘုန်းတော်ကိုကြည်မယ်ဆိုလို့ရှိရင်ယခုခံရတဲ့ဆင်းရဲဒုက္ခကပေါ့လေးပဲပါလေးပဲဖြစ်တယ်ဆိုတာကိုပြောလိုက်တာဖြစ်တယ်ဟာလေလုယာဒီနေရာမှာကျမ်းစာကကျွန်တော်ကိုဘာကိုတုံသင်ပေးနေတယ်လဲဆိုတော့တင်းရဲ့နှလုံးသားတင်းရဲ့ဝမ်းမြောက်ခြင်းတင်းရဲ့စိတ်ခံစားမှုကိုဘယ်မှာထားမလဲဆိုတာကိုသူကတုံသင်ပေးနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေရာမှာကျွန်တော်နှလုံးသားစိတ်ရှင်လန်းဖို့ရန်အတွက်နှလုံးသားထားတဲ့နေရာမမှန်ဘူးဆိုလို့ရှိရင်တော့တင်းဟာအမြဲတမ်းစိတ်ပြက်ခြင်းနဲ့အယိုး၆တွေ့ခြင်းထဲမှာပဲရှောက်လန်းရမှာဖြစ်တယ်အဲ့ဒါကတင်းရဲ့ကျမ်းမာရေးကိုထိခိုက်တယ်ဝိညာဉ်ရေးကကျမ်းမာရေးကိုထိခိုက်တယ်စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုထိခိုက်တယ်တင်းရဲ့ကိုယ်ခန္ဓာကျမ်းမာရေးကိုပါနောက်ဆုံးထိခိုက်မှာဖြစ်တယ်နောက်တစ်ခုကြည့်ရအောင်တိပေတယုနော်ပေတယုဩဝါဒစာပရမစာဆောင်ခန်းကြီးလေးငယ်7နဲ့73မှာချစ်သူတို့တဲ့ဒါယုံကြည်သူတွေတင်းနဲ့ကျွန်တော်ကိုပြောတဲ့စကားဖြစ်တယ်တင်းတို့ကိုစုံစမ်းစရာဖို့ယခုခံရသောမိစစ်ချင်းအရာကိုကားတဲ့တင်းတို့၌အံ့ဘွယ်သောအရာဖြစ်သည်ဟုထင်မှတ်၍အခုခံရတဲ့စစ်ဆေးခြင်းဟာအံ့ဘွယ်သောအရာဖြစ်တယ်လို့ထင်မှတ်ပါလို့ပြောတာဖြစ်တယ်ဟာလေလုယာကျွန်တော်စိတ်ကိုဘယ်လိုထားရမလဲပြဿနာအခက်အခဲကိုဘယ်လိုခံယူရမလဲဆိုတာကိုတွင်တင်ပေးနေတာဖြစ်တယ်ဒီကျမ်းစာတွေကကျွန်တော်ရဲ့ယုံကြည်သူအသက်တာအတွက်အင်မတန်မှကောင်းတဲ့စေဝါးတွေဖြစ်တယ်ဟာလေလုယာဆိုတော့အံ့ဘွယ်သောအရာဖြစ်တယ်ဟုထင်မှတ်၍တဲ့အံ့ဩခြင်းမရှိကြနဲ့အဲ့ဒါကထူးဆန်းမဟုတ်ဘူးခုနရှေ့မှာလဲခရစ်တော်ကိုယ်တိုင်ကျွန်တော်ရှေ့မှာပုံသက်တွေပြခဲ့ပြီအထူးဆန်းတဲ့အရာမဟုတ်ဘူးနော်သင်တို့သည်ခရစ်တော်၏စင်ရဲကိုဆက်ဆံကြသည်ဖြစ်၍ဘုန်းတော်ပေါ်ထွန်းသောအခါအလွန်ဝမ်းမြောက်ရှင်လန်းမိအကြောင်းယခုပင်ဝမ်းမြောက်ကြလောဟာလေလုယာဟာလေလုယာခရစ်တော်ဘုန်းတော်ပေါ်ထွန်းသောအခါဒါကဖြစ်လာမယ့်အရာဖြစ်တယ်အဲ့ဒီအချိန်မှာတော့အတိုင်းမသိကျွန်တော်ဝမ်းမြောက်ခြင်းရှိမယ်လို့ပြောတယ်စိတ်ရှင်လန်းခြင်းအတိုင်းမသိကျွန်တော်ခံစားရမယ်ဒါပေမဲ့အဲ့ဒီခံစားရမယ့်အရာခုနပြောတဲ့နောက်ခြေတလန်းအဲ့ဒီအရာကိုယခုပင်လျင်နော်အဲ့ဒီဝမ်းမြောက်ခြင်းကိုခံယူကြပါလို့ပြောတာဖြစ်တယ်နော်ကျွန်တော်စိတ်ကိုခံစားမှုကိုကျွန်တော် emotion ဘယ်မှာထားမလဲဆိုတော့ခရစ်တော်ဘုန်းတော်နဲ့နော်သူကြွလာမယ်ထင်ရှားလာမယ်အချိန်နောက်ခြေတလန်းမှာကျွန်တော်ထားရမယ်ဒါပေမဲ့အဲ့ဒီခြေတလန်းမှာရှိတဲ့ဝမ်းမြောက်ခြင်းအတိုင်းမသိကျွန်တော်ရဲ့အသက်တာမှာခံစားရမယ်ဝမ်းမြောက်ခြင်းဒီနေ့လေမိဆိုင်ပြမှာယုံကြည်ခြင်းနဲ့ဝမ်းမြောက်ဖို့ရန်တို့ကျွန်တော်ကိုဖိတ်ခေါ်ပေးနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာလက်ရှိမြေကြီးပေါ်မှာကျွန်တော်အသက်ရှင်နေတဲ့အခါမှာဒီအသွေးသားကိုခန္ဓာနဲ့ကျွန်တော်အသက်ရှင်နေတဲ့အခါမှာဖြားယောင်သွေးဆောင်မှုတွေနဲ့စုံစမ်းစစ်ဆေးခြင်းတွေနဲ့အခက်အခဲပြဿနာတွေနဲ့နာကျင်ခြင်းတွေနဲ့ကျွန်တော်ကအစင်မပြေမှုတွေနဲ့တွာလာရအောင်ပါပဲအမြဲတမ်းတော့မဟုတ်ပါဘူးအစင်ပြေတဲ့ချိန်လည်းရှိပါတယ်အောင်မြင်တဲ့ချိန်လည်းရှိပါတယ်ဒါပေမဲ့ဘယ်ရမဆိုအမြဲတမ်းမတည်မြောက်ဒီမြေကြီးပေါ်မှာအောင်မြင်ရင်လည်းခဏဒါပေမဲ့ထုံနည်း၎င်းပဲရှုံးနေရင်လည်းခဏပဲနာကျင်ရရင်လည်းခဏပဲဆိုတော့အဲ့ဒါကိုသိပြီးတော့မှဒီနေ့ကျွန်တော်ရဲ့စိတ်ကိုလက်ရှိပြစ္ဆုတ်ပံမှာမထားဘဲနဲ့ကျွန်တော်ရဲ့စိတ်ခံစားမှုကိုဖြစ်လာမဲ့ခရစ်တော်ရဲ့ဘုန်းတော်နဲ့ထင်ရှားခြင်းမှာကျွန်တော်ရဲ့စိတ်ခံစားမှုကိုတည်ထားဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဟုတ်ပြီဒီနေရာမှာကျမ်းစာကပြောတယ်စိတ်ရှင်လန်းသောစိတ်သည်တဲ့ကျမ်းမာစေတတ်၏လို့ပြောတယ်နေဟမိအခန်းကြီး8အငယ်10မှာဒီအကြောင်းအရာကိုပြောထားတယ်နေဟမိနော်သူတို့တွေဘာဗလုန်ပြည်ကနေပြန်လာပြီးတော့မှသူတို့ပြည်ဣသရေလနိုင်ငံကိုပြန်ရောက်လာတဲ့အခါမှာဣဇရာတို့နော်သူတို့အမှုထမ်းတဲ့သူတွေဗိမာန်တော်မှာအမှုထမ်းတဲ့သူတွေပညတ်တရားမောရှေအဖင်ဖျားပေးထားတဲ့ပညတ်တရားကိုဣသရေလလူမျိုးအားလုံးနားထောင်ဖို့ရန်အတွက်ဖိတ်ခေါ်လိုက်တယ်အားလုံးတနေကုန်အဲ့ဒီပညတ်တရားကိုယေဘရဟိတွေကဖတ်ရွတ်ပြီးတော့အားလုံးနားထောင်ကြတယ်ဆိုတော့အားလုံးနားထောင်ကြတဲ့အခါမှာသူတို့စိတ်ကကြေကွဲမှုဝမ်းနည်းမှုသူတို့ခံစားရတယ်ဘာကြောင့်လဲတော့ကျွန်တော်လည်းမသိဘူးနော်ဖျားနဲ့တအားဝေးသွားတယ်အခုမှဖျားစာလို့ပြောမလားနော်ပညတ်တရားတွေကိုပြန်ကြားရတယ်ဒီနေရာမှာအထူးသဖြင့်အဲ့ဒီနေရာ location ကအရေးကြီးတာဖြစ်တယ်ဖျားသူတို့ကိုဂတိပေးထားတဲ့ဣသီလနိုင်ငံဂျေရုရှလင်အဲ့ဒီမြို့အဲ့ဒီနေရာမှာဖျားပေးထားတဲ့
ပညတ်တရားမောရှေအဖြစ်ရရှိတဲ့ပညတ်တရားကြားတဲ့အခါမှာဝမ်းမြောက်လွန်းလာလားဒါမှမဟုတ်သူတို့ရဲ့စိတ်ခံဖြတ်တန်းခဲ့တဲ့အရာတွေကိုပြန်စဉ်းစားပြီးကြေကွဲတာလားနော်အားလုံးကစိတ်ထဲမှာခံစားကြတယ်ဒါပေမဲ့တေချာတာကတော့အဲ့ဒီပညတ်တရားအဲ့ဒီပညတ်ချက်တွေကိုဖတ်တဲ့အခါမှာသူတို့ရဲ့စိတ်ထဲမှာအင်မတန်မှကျေနပ်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုဘဝအဲ့လိုအသက်ရှင်ဖို့ရန်အတွက်ဖခင်ကသူတို့ကိုဂတိပေးထားတာသူတို့နားမထောင်လို့သာရန်သူလက်ထဲမှာအချိန်ချင်းသူတို့ကြားရောက်ခဲ့ရတာဖြစ်တယ်ဆိုတော့အခုသွားကြလောတဲ့ဆိုတော့အားလုံးကမြေရမြက်ခွန်းဖြစ်နေကြတယ်ဆိုတော့သွားကြလောတဲ့နော်သူတို့ကိုလွတ်လိုက်တယ်မြိန်စွာသောအစာကိုစားကြလောချိုသောအရည်ကိုတောက်ကြလောဆင်းရဲသောသူတို့အားဝေမျှကြလောဤဒီနေ့ရက်သည်ငါတို့ဖျားရှင်ဖို့တန့်ရှင်ဤဝမ်းမနေကြနဲ့ထာဝရဘုရားပေးတော်မူသောအခွင့်နဲ့အားယူ၍ဝမ်းမြောက်ကြလောဟုလူအပေါင်းတို့အားဆိုကြ၏ဆိုတော့ဒီစကားကတော့ကျွန်တော်အင်္ဂလိပ်မှာဆိုလို့ရှိရင်ကျွန်တော်အားလုံးပူရင်းနေကြတယ်နော် The joy of the Lord is my strength ဆိုတော့ your strength ဘုရားထာဝရဘုရား၌ဝမ်းမြောက်ခြင်းသည်ကျွန်တော်ရဲ့ခွန်အားဖြစ်တယ်ကိုရော၌ဝမ်းမြောက်ခြင်းသည်ခွန်အားဖြစ်စေဒီလားနော်ခွန်အားရစေဒီလားကျွန်တော်တခြင်းလဲရှိရလေနော်ကျွန်တော်လုံးဝမမေ့နိုင်တဲ့တခြင်းဒါပေမဲ့စာသားတော့မေ့သွားပြီမမေ့နိုင်တဲ့တခြင်းတွေကစာသားတွေပုံမေ့တာဆိုတော့ထာဝရဘုရား၌ဝမ်းမြောက်ခြင်းဆိုတော့ကျမ်းစာကဘာကိုတွင်တင်ပေးနေလဲကျွန်တော်ရဲ့စိတ်ခံစားမှုကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းဟာအခြေအနေပေါ်မှာမထားဘဲနဲ့ဘုရားသခင်ဂတိတော်သူရဲ့နှုတ်ကပတ်တော်မှာထားဖို့ရန်အတွက်ကျွန်တော်ကိုခွန်အားပေးနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဘာဖြစ်လို့လဲဆိုတော့နှလုံးသားမှာသင်ရဲ့နှလုံးသားမှာသင်ခံစားရတဲ့အရာကသင်ရဲ့ဖြစ်ခြင်းတစ်ခုလုံးကိုအကျိုးပေးတာဖြစ်တယ်သင်ရဲ့ဖြစ်ခြင်းတစ်ခုလုံးမှာအကျိုးသက်ရောက်မှုထင်ရှားလာတာဖြစ်တယ်ရှလမုန်မင်းကြီးကပြောတယ်လေနော်နှလုံးဒီအသက်ရဲ့ခြေမြစ်ဖြစ်တယ်လို့ပြောတယ်အဲကြောင့်သင်ရဲ့နှလုံးကိုအထူးစောင့်ရှောက်ပါလို့ပြောတယ်သင်ဘယ်လိုခံစားတယ်လဲဘယ်လိုခံယူလိုက်တယ်လဲလူတယောက်ကိုလေသူပြောလိုက်တဲ့စကားကကျွန်တော်ခံယူတဲ့ပုံမှာလည်းအများကြီးမူတည်တယ်ကျွန်တော်ပြောတတ်ကြရနော်စိတ်အခန့်လဲတအားရေးကြီးတယ်ဒါပေမဲ့ကိုယ့်ဘဝအရန်ခက်ခဲကြမ်းတမ်းလွန်းတဲ့အခါမှာလူတွေတအားရေမောတာကိုသိမကြားချင်ဘူးဆိုတဲ့ပုံစံမျိုးသိရမလားဘာဖြစ်လို့လဲဆိုတော့ဒီမှာအခန့်ကတအားပြင်းထန်လွန်းတယ်ကိုဖြက်တန်းလာတဲ့ကိုယ့်ရဲ့အတွေ့အကြုံကနာကျင်မှုနဲ့တအားပြည်လွန်းတယ်ဒါပေမဲ့ကျမ်းစာကဘာပြောလဲသင်ရဲ့လက်ရှိခံစားနေရတဲ့ပုံမှာသင်ရဲ့စိတ်ကိုမထားနဲ့ဖခင်ရဲ့ဂတိတော်ပေါ်မှာဖြစ်လာမယ့်အရာနောက်ခြေတလမ်းမှာသင်ရဲ့စိတ်ကိုထားဖို့ရန်အတွက်ကျမ်းစာကကျွန်တော်ကိုတွင်တင်ပေးနေတာဖြစ်တယ်ဟာလေလုယာယောဟန်အခန်းကြီး1 3ယောဟန်အခန်းကြီး1အငယ်1မှာ3ယောအခန်းကြီး1အငယ်1မှာဘာပြောလဲဆိုတော့အချင်းချစ်သူသင်ဤစိတ်နှလုံးသည်ကောင်းစားတဲ့ကဲ့သို့သင်သည်အရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမည်ကြောင်းငါဆုတောင်း၏လို့ပြောတယ်ဆိုတော့သင်ရဲ့စိတ်နှလုံးသည်ကောင်းစားတဲ့ကဲ့သို့စိတ်နှလုံးအရင်ကောင်းစားပြီးမှသင်သည်အရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းကလိုက်လာတယ်ကျမ်းမာခြင်းရှိဖို့ငါဆုတောင်းတယ်နံပါတ်1အရေးကြီးတာကသင်ရဲ့နှလုံးသားဖြစ်တယ်ဒါကြောင့်မလို့စိတ်ရှင်လန်းခြင်းကကျွန်တော်ရဲ့အသက်တာမှာအင်မတန်မှအရေးကြီးတာဖြစ်တယ်နော်ကျွန်တော်စိတ်ရှင်လန်းဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်ကိုတွင်တင်ပေးနေတယ်ကျမ်းစာကပြောပြီးဆိုလို့ရှိရင်တတိထားရမယ့်အရာတစ်ခုကဘာလဲဆိုတော့ကျမ်းစာအုပ်ကကျွန်တော်လူသားတွေရဲ့ manual book ဖြစ်တယ်နော်ကျွန်တော်ဘယ်လိုပုံစံမျိုးဖြစ်လာတဲ့အခါမှာဘာဖြစ်လာနိုင်တယ်လဲဆိုတာကိုကျွန်တော်ကိုဖန်ဆင်းတဲ့ဘုရားသခင်ကကျွန်တော်ရဲ့ company ကျွန်တော်ရဲ့မူရင်းကဖော်ပြနေတဲ့အကြောင်းအရာတွေဖြစ်တယ်အဲအကြောင်းမလို့ကျွန်တော်မူရင်းဘုရားသခင်ကအရင်မြစ်ကဘုရားသခင်ကဒီလိုပြောပြီးဆိုလို့ရှိရင်သူ့မှာရည်ရွယ်ချက်ရှိတယ်အတိတ်ပဲရှိတာဖြစ်တယ်ဒါကြောင့်လို့သင်ဝမ်းမြောက်ခြင်းဟာသင်ရဲ့ဖြစ်ခြင်းအတွက်အင်မတန်မှအရေးကြီးတယ်သင်ရဲ့ဖြစ်ခြင်းလို့ကျွန်တော်ပြောတဲ့အခါမှာသင်ရဲ့ဝိညာဉ်သင်ရဲ့စိတ်သင်ရဲ့ကိုယ်ခန္ဓာအဲ့ဒီအရာကိုကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့စာလံတရားနံပါတ်1အငယ်1မှာထာဝရဘုရား၏အမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ကြလောရှင်လန်းစွာတခြင်းဆိုလျက်အထံတော်သို့ဝင်ကြလောဟာလေလုယာထာဝရဘုရားရဲ့အမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ရမယ်လို့ပြောတာဖြစ်တယ်
အမှုတစ်ခုခုလှုပ်တဲ့အခါမှာလေဝမ်းမြောက်ခြင်းနဲ့လှုပ်တာနဲ့တိတ်မဝမ်းမမြောက်တဲ့မလားစိတ်ထဲမှာမအီမသားမကြင်မနှံ့နဲ့လှုပ်တာနဲ့ရလကမတူဘူးဖြစ်တယ်ဝမ်းမြောက်ခြင်းနဲ့ကျွန်တော်လှုပ်တဲ့အခါမှာအကောင်းဆုံးအရည်သွေးတွေကျွန်တော်ရဲ့အထဲကနေစီးထွက်လာတယ်တင်းရဲ့လက်ကနေတင်းရဲ့ခြေထောက်ကနေတင်းရဲ့အုံနောက်ကနေ idea တွေစီးဆင်းလာတယ်ဒါဝမ်းမြောက်ခြင်းနဲ့လှုပ်ဆောင်တဲ့အခါမှာဒါပေမဲ့မကျေနပ်မှုတွေနဲ့လှုပ်ဆောင်တဲ့အခါမှာတော့ idea လည်းမထွက်ဘူးအကောင်းဆုံးဖြစ်မလာဘူးနော်အကောင်းဆုံးဖြစ်လာဖို့ရန်အတွက်ဝမ်းမြောက်သောစိတ်နဲ့ကျွန်တော်လှုပ်ဆောင်တတ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဒါကြောင့်မလို့ဒါကတော့ကျွန်တော်လုပ်ငန်းရှင်တွေဆိုလို့ရှိရင်လုပ်ငန်းရှင်တွေကသူတို့ရဲ့သူတို့စီမှာအလုပ်လုပ်တဲ့သူတွေ employee တွေပေါ့နော်လုပ်တဲ့သူတွေကိုဝမ်းမြောက်အောင်သူတို့ကအမြဲတမ်းသင်တန်းတွေပေးတယ်နော်ပြုံးပါနော် customer တွေကိုပြုံးရွှင်နဲ့ကြိုးဆိုပါနော်ပြီးတော့သူတို့ကိုယ်တိုင်လည်းဟန်ဆောင်အပြုံးမဖြစ်အောင်လုပ်ငန်းရှင်ကလည်းသူ့ရဲ့လုပ်သားတွေကိုကောင်းကောင်းလေး treat ဖို့ရန်အတွက်လိုအပ်တယ်လာခတိုးပေးတာလား bonus ပေးတာလားနော်ဒါမှမဟုတ် surprise gift တွေပေးတာလားမွေးနေ့တွေကျင်းပပေးတာလားဆိုတော့ company အပြင် company တွေမှာဒါနော်လုပ်ငန်းရှင်တွေကဒါသူတို့ရဲ့လုပ်နေကြဘာဖြစ်လို့လဲဆိုတော့အလုပ်လုပ်တဲ့သူတွေကဝမ်းမြောက်ရှင်လန်းခြင်းနဲ့လှုပ်ဆောင်တဲ့အခါမှာအကောင်းဆုံးအရည်အသွေးထွက်လာတာဖြစ်တယ်အဲ့ဒီအကောင်းဆုံးအရည်အသွေးထွက်လာပြီဆိုလို့ရှိရင်သူတို့ customer တွေဝမ်းသာတယ်ဒီဆိုင်မှာလာရတာဒီနေရာကိုလာရတာသူတို့တန်းတယ်တချို့ဆိုင်တွေဆိုလို့ရှိရင်နော်အဝေးကြီးနိုင်နဲ့ချီပြီးကောင်းမောင်းပြီးလာကြတယ်စားတောက်ဆိုင်တွေဆိုလို့ရှိရင်လဲဘာဖြစ်လို့လဲဒီနေရာမှာလာစားရတာအရသာကောင်းတာလဲပါတယ်ဒါပေမဲ့လှုပ်ဆောင်တဲ့သူတွေကဝမ်းမြောက်ဝမ်းသာနဲ့လှုပ်ဆောင်တဲ့အခါမှာကောင်းသော product အရည်သွေးကောင်းတဲ့ product တွေထွက်လာဒါကြောင့်မလို့လှုပ်ဆောင်တဲ့အခါမှာဝမ်းမြောက်ခြင်းရှိဖို့ရန်အတွက်ထာဝရဘုရားရဲ့အမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ကြလောရှင်လန်းစွာတခြင်းဆိုလေအထံတော်သို့ဝင်ကြလောရှင်လန်းစွာတခြင်းဆိုခြင်းအဲ့ဒီရှင်လန်းတဲ့တခြင်းတွေကိုတည်ဆူတဲ့အခါမှာလေစိတ်ပြက်ခြင်းနဲ့ဆိုလို့မရဘူးစိတ်ခံစားမှု down နေတာတဲ့အလွမ်းဆွေးတခြင်းတွေနဲ့ဆိုတာနဲ့မတူဘူးအလွမ်းဆွေးတခြင်းကိုကျွန်တော်တက်ကြွဆိုလို့မရဘူးလေနော်ဒါပေမဲ့ထိုနည်း၎င်းမဲ့မြူတူနေတဲ့တခြင်းတစ်ပုဒ်ကိုကျွန်တော်ကစိတ်ပြက်လက်ပြက်နဲ့ဆိုလို့မရပြန်ဘူးဆိုတော့မြူတူနေတဲ့တခြင်းဆိုလို့ရှိရင်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တွေတီးပြီးတော့မှလိုအပ်ရင်လဲကပါနော်ဆိုတော့ကျွန်တော်တိတ်မကတန်နော်ပူကတတဲ့သူတွေမှာစကူငယ်တော့ပူကတသူတို့ကလာတာဆိုတော့လဲကျွန်တော်လူငယ်တုန်းကတော့ကပါတယ်နော်ဒီထက်ငယ်တုန်းကလဲဘာလဲမသိဘူးနော်ကခုံပေါက်ပြေးလွှားဆိုတာဒါတော့စိတ်ပါပဲနော်မရတာတော့မရှိပါဘူးဒါပေမဲ့ရှင်လန်းဆိုတဲ့ချင်းဆိုလဲကျမ်းစာကကျွန်တော်ကိုဘာဖြစ်စေခြင်းလဲဆိုတော့ကျွန်တော်စိတ်ဓာတ်ရှင်လန်းခြင်းရှိစေခြင်းနဲ့ကျွန်တော်ကိုပျော်ရွှင်စေခြင်းနဲ့ဒါပေမဲ့အဲ့ဒီပျော်ရွှင်ခြင်းကအခြေအနေပေါ်မှာသစ္ဆိုင်တဲ့ပျော်ရွှင်ခြင်းမဟုတ်ဘဲနဲ့ဖခင်ရဲ့ဂတိတော်မှာတည်တဲ့ပျော်ရွှင်ခြင်းကိုဖြစ်စေခြင်းနဲ့လက်ရှိသင်ဖြတ်တန်းနေတဲ့ကာလသင်မဲ့ရိတ်လွှမ်းမိုးတဲ့ဂျိုင်ထဲမှာသင်ရဲ့စိတ်ခံစားမှုကိုဖခင်ကမထားစေခြင်းဘူးဟိုတစ်ဖက်မှာအောင်မြင်ခြင်းကမ်းတစ်ဖက်မှာဖခင်ကကျွန်တော်ကိုဘာနဲ့စီးကြုံနေတယ်လဲအဲ့ဒီနေရာမှာကျွန်တော်ရဲ့စိတ်ဝမ်းမြောက်ရှင်လန်းခြင်းကိုထားစေခြင်းတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့တကွက်ကျော်ဝမ်းမြောက်ခြင်းလို့ကျွန်တော်ပြောရတာဖြစ်တယ်ဆိုတော့ဒီနေရာမှာဆာလန်ဆရာကြီးကပြောတယ်ဒါဝိဒ်ကဝမ်းနေတဲ့အခါမှာတဲ့စိတ်ပြတ်တဲ့အခါမှာအယိုးတော်ဟာတွေးချောက်တယ်လို့ပြောတယ်စိတ်ပြတ်ခြင်းမူကားဟုတ်ပြီစိတ်ရှင်လန်းခြင်းကကျမ်းမာစေတယ်သင်ရဲ့စိတ်ရှင်လန်းခြင်းကဆေးတစ်ခွက်ဖြစ်တယ်ကျမ်းမာခြင်းကိုဖြစ်စေတယ်ဒါပေမဲ့ဝမ်းနေခြင်းစိတ်ပြတ်ခြင်းကတော့အယိုးတွေကိုတွေးချောက်စေတယ်လို့ပြောတယ်ဒီမှာအယိုးကျမ်းစာထဲမှာသူရဲ့ပုံဖော်ချက်ပုံဆောင်ချက်ကအယိုးဆိုလို့ရှိရင်ဟိဘရဲလူမျိုးတွေရဲ့သူရဲ့စိတ်အတွေးခေါ် philosophy ကဘာလဲဆိုတော့အယိုးဆိုတာလူရဲ့တစ်ခုလုံးကိုပုံဆောင်တယ်ကျွန်တော်ရဲ့ self being ပေါ့နော်တစ်ခုလုံးကိုပုံဆောင်တယ်ဆိုတော့သင်စိတ်ပြတ်တဲ့အခါမှာအဲ့ဒီစိတ်ပြတ်ခြင်းကလည်းတကယ်တော့ခဏတစ်ဖြုတ်စိတ်ပြတ်လိုက်တဲ့အရာမျိုးမဟုတ်ဘဲနဲ့ depression လို့ပုံစံမျိုးနော်အစစ်မပြတ်ခံစားနေရဥမာကျမ်းစာနဲ့ဆိုလို့ရှိရင်ဒါဝိဒ်ကဒီနေရာမှာကျမ်းပိုက်တစ်ပိုက်ရှိတယ်ဆာလံနံပါတ်30ငယ်3နဲ့4မှာငါသည်တဲ့အပြစ်ကိုမဖော်ပြဘဲနေစဉ်အခါတစ်နေ့လုံးညီးတွားသောအားဖြင့်ငါအယိုးတို့သည်ဆွေးမြစ်ခြင်းသို့ရောက်ကြ၏နင်းညမပြတ်ကိုတော်ဤလက်သည်အကျွန်ုပ်အပေါ်မှာလေး၍အကျွန်ုပ်ဤချွေးရည်သည်နှွေကာလ၌တွေးချောက်ခြင်းကဲ့သို့ဖြစ်ပါ၏တဲ့ဆိုတော့အပြစ်လုပ်တဲ့အခါမှာအဲ့ဒီအပြစ်ကိုဖော်ပြခြင်းမရှိဘူးစိတ်ထဲမှာသိမ်းထားတယ်ဖော်ပြခြင်းမရှိဘူး
ဆိုတော့ကျမ်းစာထဲမှာကျွန်တော်အပြစ်တယောက်နဲ့တယောက်ကျွန်တော်အပြစ်တွေကိုဝန်ခံမယ်နော်ဝန်ချတောင်းပန်မယ်တယောက်နဲ့တယောက်ပြန်တောင်းပန်မယ်ပြန်သင့်မြတ်မယ်ဆိုတော့အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့စိတ်ထဲမှာသိမ်းနေတဲ့အခါမှာအဲ့ဒီစိတ်ခံစားမှုကကျွန်တော်ကိုတနေ့ပြီးတနေ့ကျွန်တော်ကိုထုနေတယ်ထောင်းနေကျွန်တော်ကိုအမြဲတမ်းနော်အနံ့ယူနေကျွန်တော်နှလုံးသားထဲမှာကျွန်တော်ခံစားမှုထဲမှာဆိုတော့အဲ့လိုပုံစံမျိုးဖြစ်တယ်တဲ့ငါရဲ့အပြစ်ကိုမဖော်ပြပဲနေစဉ်အခါတနေ့လုံးညီးတွားသောအပြင်ငါရိုးတို့သည်ဆွေးမြေ့ခြင်းတို့ရောက်ကြတယ်ကျွန်တော်ရဲ့အသက်တာထဲမှာတဖြည်းဖြည်းနဲ့မတိမတာကိုကတော့ဒီစိတ်ခံစားမှုပဲရှိနေတယ်ဒါပေမဲ့မတိမတာနဲ့ကျွန်တော်ရဲ့အသက်တာကြာဆင်းနေတယ်ဆိုတာကိုဒီနေရာမှာတွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်မလို့တချို့နေရာတွေမှာကျွန်တော်မကြာခဏပြောတတ်တဲ့အရာယုံကြည်သူဆိုတာကျွန်တော်အတိုင်းဝိုင်းဖြစ်တယ်နော်ဒီအတိုင်းဝိုင်းအသင်းတော်ဆိုတဲ့အတိုင်းဝိုင်းထဲမှာဘုရားရှင်ကသင်တဲ့ကျွန်တော်ကိုထားတယ်အဲ့ဒါကသူ့ရဲ့အလိုတော်ဖြစ်တယ်ယုံကြည်သူတွေမိတ္တဟာယရှိဖို့ဘာဖြစ်လို့လဲဆိုတော့ဒီမိတ္တဟာယထဲမှာသင်စိတ်ချရတဲ့လူအ ਨੇ ဆုံးတယောက်လောက်တော့ရှိဖို့လိုတယ်လေကိုယ့်ရဲ့အတွင်းပြဿနာကိုပေါ်ပြလို့ရမယ်သူစုအတူတူတောင်းမယ်လက်တွဲပြီးအတူတူစုတောင်းလို့ရမယ်သူစုတောင်းခံချက်ပွင့်လင်းစုတောင်းခံချက်တင်ပြလို့ရတဲ့သူလိုအပ်ရင်လည်းနှုတ်ကပတ်တော်နဲ့တယောက်နဲ့တယောက်ခွန်အားပေးလို့ရတဲ့လူဒီနေရာမှာရှိဖို့လိုရတယ်ကျွန်တော်အပေါ်ယံပဲပေါင်းတင်ပြီးတော့မှ Sunday တရက်မှာပဲပေါင်းတင်ပြီးတော့မှအားလုံးအတူတူချီးမွမ်းကခုန်ပြီးတော့မှနှုတ်ကပတ်တော်ပြန်သွားကိုယ့်ရဲ့ဘဝကိုယ်စီပြန်လျှောက်ပြီးတော့မှမဟုတ်ဘူးယုံကြည်သူကကျွန်တော်ရဲ့အတွင်းထဲမှာကျွန်တော်ရဲ့အတွင်းအကြောင်းအရာတွေကို connect လုပ်ရတဲ့လူရှိဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်တခါတလေလေဒါတင်းရဲ့ခင်မွန်းတယ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကျွန်တော်ကစဉ်းစားလို့ရဒါလည်းမှန်တယ်ကိုယ့်ရဲ့ခင်မွန်းတယ်ကတော့ကိုယ့်ရဲ့အကောင်းဆုံးမိတ်ဆွေလည်းဖြစ်တဲ့တယ်အကောင်းဆုံးတိုင်ပင်ဖက်လည်းဖြစ်တဲ့တယ်ဒါပေမဲ့တချို့အကြောင်းအရာတွေကခင်မွန်းတယ်နဲ့အစင်မပြေတဲ့အရာတွေကိုမှမိတ်ဆွေရှိဖို့ရန်အတွက်လိုအပ်တယ်အဲ့ဒီမိတ်ဆွေတွေမှာကျွန်တော်ကဝင်ချဖို့လိုအပ်တယ်စုတောင်းခံချက်တင်ဖို့လိုအပ်တယ်ဖွင့်ဟဖို့ရန်အတွက်လိုအပ်တယ်တင်းနှလုံးသားထဲမှာတိမ်းထားနေတယ်ဆိုလို့ရှိရင်ကျွန်တော်တော်တော်များများကတော့များသောအားဖြင့်တိတ်မလိုအပ်ဘူးလို့ထင်ရင်တိမ်းထားတတ်ကြတယ်နော်တိမ်းထားတာပူကြတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးနော်စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးနဲ့ရှူတောင်းနဲ့ကြီးတဲ့အခါမှာလူဝက်ချက်တွေမကောင်းတဲ့အဲ့လိုမကောင်းတဲ့လူဝက်ချက်အကြိုက်တိမ်းထားတာမကောင်းဖွင့်ဟဖို့ရန်အတွက်လိုအပ်တယ်အပြင်မှာဆိုလို့ရှိရင်တော့သူတို့ counselor တွေကိုနာယီနဲ့ပိုက်ဆံပေးပြီးတော့မှသူတို့ counseling လုပ်ရတယ်ပိုက်ဆံပေးရဘုရားကပိုက်ဆံပေးစရာမလိုအောင်အသင်းတော်မှာယုံကြည်သူသင်တဲ့ကျွန်တော်ကိုထားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုသင်စိတ်ချရတဲ့သူယဉ်နေတဲ့အပေါင်းတင်ကိုပြောသမျှအကုန်လုံးနောက်နေ့ကျရင်ရေဒီယိုမှာထွက်လာတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဆိုအကုန်လုံးကိုနဲ့အတူလူဝက်ပေးမယ်အထူးသဖြင့်တော့ရည်ရွယ်ချက်ကတော့ဒီခံစားမှုရှိနေတယ်ဒီစုံစမ်းခြင်းကိုခံနေရတယ်ဒီအခက်အခဲပြဿနာရင်ဆိုင်နေရတယ်အတူတူဆူတောင်းရအောင်ဆူတောင်းခြင်းနဲ့အောင်မြင်ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့တငယ်ချင်းအောင်မြင်ခြင်းကိုပေးမယ်တငယ်ချင်းဟာလေလုယာဟာလေလုယာဒီလိုမိတ်ဆွေတွေလိုအပ်တာဖြစ်တယ်မဟုတ်ဘူးအထဲမှာပဲတိန်းထားမယ်လူဝက်ထားမယ်အထဲမှာပဲရှိနေမယ်ဆိုလို့ရှိရင်တင့်ကိုဘယ်သူမှကူညီပေးလို့မရအောင်တင်ဘက်ကအကူအညီလိုအပ်တဲ့အကြောင်းကိုတင့်ကိုသိပြီးတော့မှဖွင့်ဟပြောဆိုတတ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ကျွန်တော်နားလဲတယ်ကျွန်တော်ရဲ့အတွင်းပြဿနာအတွင်းကိစ္စကျွန်တော်ရဲ့ခံစားနေရတဲ့အရာဖွင့်ဟဖို့ရန်အတွက်တောင်းတလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါကြောင့်မလို့တင့်မှာ save the space နော်စိတ်ချရတဲ့လူဖွင့်ပြောလို့ရတဲ့အတိုင်းဝိုင်းတင်မှာလိုအပ်တာဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်ရဲ့ပေါင်းတင်ဆက်ဆံမှုတွေကအပေါ်ယံပဲဖြစ်လို့မရအောင်အတွင်းကြကျွန်တော်နားလည်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့အဲ့လိုမိတ်ဆွေမျိုးတင်ရဲ့အသက်တာမှာလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့တင်ရဲ့စိတ်ပြည့်ခြင်းတင်ရဲ့စိတ်အားငယ်ခြင်းတင်မကြတင်ကြုံတွေ့နေရတဲ့ repeatedly ပေါ့နော်အချိန်ဖန်များစွာတင်ပြန်ပြီးမှကြုံတွေ့နေတဲ့စုံစမ်းခြင်းဒီခက်ခဲပြဿနာတွေကိုတင်အောင်မြင်နိုင်ဖို့ရန်အတွက်တင်ဘေးနားမှာကူညီပေးမဲ့သူလိုအပ်တာဖြစ်တယ်တခါကျုပ်စဉ်းစားဟာတန်ရှင်းသောဝိညာဉ်တော်လေအဲ့ဒါကတန်ရှင်းသောဝိညာဉ်တော်လေဟုတ်တယ်ဝိညာဉ်တော်နဲ့ကျုပ်သွားဒါပေမဲ့ဘုရားသခင်ကကျမ်းစာထဲမှာလေမိတ်ဆွေတွေကိုပြင်ဆင်ပေးတာဖြစ်တယ်လူချင်းလူသားချင်းမိတ်ဆွေတွေဟုတ်ပြီဘုရားကိုယုံကြည်ကိုးစားဘုရားကပြင်ဆင်ပေးမယ်ဆိုလို့ရှိရင်လေတခါလေဘုရားကတိုက်ရိုက်ကျွန်တော်ကိုစကားပြောတဲ့ချိန်ရှိတယ်ဒါပေမဲ့တခါတလေဘုရားကတခြားလူတယောက်ကိုစကားပြောပြီးတော့မှသူနဲ့ကျွန်တော်ကိုနော်ကျွန်တော်ဘေးနားမှာပို့ဆောင်ပေးတယ်တခါတလေနော်ထူးဆန်းတယ်စိတ်ထဲမှာဒီလိုခံစားမှုကိုကကြိတ်မိတ်ပြီးတော့မှခံစားရတဲ့အရာတခုမစီမဆိုင်ဒီလူကဘုရားကျောင်းတော့တူတယ်ဒါပေမဲ့အရန်ရင်းနေတဲ့သူတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဘေးနားကိုရောက်လာတယ်အမှန်မှဒီ topic တွေကိုကိုနဲ့
တိုက်ဆိုင်ဘယ်လိုပြောမတိုင်ပင်ထားပဲနဲ့ဒီ topic တွေကိုပြောဖြစ်တယ်ဆိုလို့ရှိရင်ဒါဘုရားသခင်ကကျွန်တော်ရဲ့ဘေးနားမှာမိတ်ဆွေကိုပြင်ဆင်ပေးနေတာဖြစ်တယ်ဟာလေလုယာသူနဲ့ယဉ်နေမှုကိုတီဆောက်ပါသူနဲ့ယဉ်နေမှုကိုပေါင်းသင်းခြင်းနော်တီဆောက်ပြီးတော့မှစိတ်ချရပြီဆိုလို့ရှိရင်တင်းရဲ့ခက်ခဲပြတာတယောက်နဲ့တယောက်ဆူတောင်းဖို့ရန်အတွက်ခွန်အားပေးဖို့နှုတ်ကပတ်တော်နဲ့အားပေးဖို့ရန်အတွက်တယောက်နဲ့တယောက်ကျွန်တော်ယဉ်နေမှုရှိဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ဟာလေလုယာဟိုတစ်ခါကကျွန်တော်အမျိုးသားတွေနော်တောထဲမှာတွားတယ်လို့ပေါ့နော်တောထဲမှာခံစားချက်တွေဖွင့်ဟပြီးတော့မှပြောတယ်လို့ပေါ့နော်ဆိုတော့ဆူတောင်းခြင်းအပြင်အောင်မြင်ကြော်လွှားလို့ရအောင်တင်းရဲ့အတွင်းထဲမှာတင်းဖုံးအုပ်ထားတဲ့တင်းပိတ်နေတဲ့တင်းရဲ့ခံစားမှုတွေထွက်လို့ရမယ့်နေရာစီးထွက်လို့ရမယ့်နေရာတခုတင်းမှာလိုအပ်တယ်ဆိုတော့ဒါကစိတ်ပြည့်ခြင်းကအယိုးတို့ကိုတွေးချောက်စေတယ်ဒါကကျွန်တော်ရဲ့ဝိညာဉ်ရေးအတွက်အရေးကြီးတယ်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာအတွက်လည်းအရေးကြီးတယ်တင်းရဲ့စိတ်ကလူဝက်ချက်တအားများပြီလူတွေနဲ့ပွင့်လင်းမှုမရှိဘူး transparency မဖြစ်ဘူးဆိုလို့ရှိရင်နော်တစ်ချိန်လုံးကိုယ့်ရဲ့လူဝက်ချက်တွေနဲ့ပဲလုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့လှုပ်ဆောင်မှုတွေကတဖြည်းဖြည်းနဲ့ဒီဘက်စကားနဲ့ပြောမယ်ဆိုလို့ရှိရင် way ဖြစ်လာမယ်နော်တမျိုးကြီးဖြစ်လာမယ်လူတွေနဲ့လည်းကိုယ့်ဘက်ကပိတ်ထားတဲ့အခါမှာလူတွေကိုလည်းကျွန်တော်ကအဝင်မခံတဲ့အခါမှာလူတွေထဲကိုဝင်ဖို့ရန်အတွက်လည်းကျွန်တော်ကခက်ခဲသွားတယ်ဒါကိုစီးတားတဲ့အရာဖြစ်တယ်ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာမှာလည်းကိုယ့်အတွက်အစီတားဖြစ်စေတယ်လူတွေနဲ့တကယ်ယဉ်နေမှုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတွေနဲ့အယမ်းကိုယဉ်နေမှုမရှိဘူးဆိုလို့ရှိရင်အဲ့ဒီတခြားလူတွေရဲ့ပြဿနာမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကပြဿနာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကိုကျွန်တော်စစ်ဆေးကြည့်လို့ရတယ်တစ်ချိန်လုံးကိုကမပွင့်လင်းမှုကွာလူတွေရဲ့ခက်ခဲပြဿနာသူ့ရဲ့ပွင့်လင်းမှုကိုတော့လိုချင်တယ်ဒါပေမဲ့ကိုယ့်ဘက်ကမပွင့်လင်းမှုဆိုလို့ရှိရင်တော့လူတွေလည်းနောက်ပိုင်းမှာကိုယ့်စီကိုပွင့်လင်းမှု transparent ဖြစ်လာမှာမဟုတ်တော့ဆိုတော့ဒါကကိုယ့်ရဲ့ခြေနေကိုကတကားပိတ်လိုက်တာဖြစ်တယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာမှာဒီအရာတွေအရန်တစ်ချိန်လုံးတော့ကျွန်တော်ပိတ်ထားမယ်လူဝက်ချက်တွေနဲ့ပဲလုံနေမယ်ဆိုလို့ရှိရင်ကျွန်တော်အသက်တာမှာမကောင်းဘူးเนาะဘုရားကကျွန်တော်ကိုရည်ရွယ်ချက်ပေးထားတာကတယောက်နဲ့တယောက်ဖေးမဖို့တယောက်နဲ့တယောက်မေတ္တာပြဖို့တယောက်နဲ့တယောက်ကူညီမဆဖို့ရိုင်းပင်းဖို့ရန်အတွက်အသင်းတော်ထဲမှာသင်တဲ့ကျွန်တော်ကိုထားတာဖြစ်တယ်အဲ့ဒီရည်ရွယ်ချက်မပြည့်စုံနိုင်ဘူးသင်တစ်ချိန်လုံးပိတ်နေမယ်ဆိုလို့ရှိရင်သင်တစ်ချိန်လုံးလူဝက်ချက်နဲ့ပဲလုံနေမယ်ဆိုလို့ရှိရင်ဒီရည်ရွယ်ချက်ကပြည့်စုံနိုင်မှာမဟုတ်ဘူးဆိုတော့ဒီနေ့ကျွန်တော်ဒီຢာမှာစိတ်ပိုင်းဆိုင်ရာမှာလည်းအင်မတန်မှအရေးကြီးတဲ့အကြောင်းเนาะတစ်ချက်ကိုကျွန်တော်ဖော်ပြခြင်းတယ်ဆိုတော့နောက်တစ်ခုကတော့ဒီ physical ပိုင်းမှာလည်းဒီစိတ်ပြည့်ခြင်းကအယူတို့ကိုတွေးချောက်စေတယ်ဒါကတော့ကျွန်တော် pandemic တုန်းကလည်းကျွန်တော်တစ်ခါဝင်ရတယ် home cell မှာလည်းမနော်တော့အိမ်မှာလည်းကျွန်တော်တစ်ခါဝင်ရတယ်ပြီးခဲ့တဲ့ Sunday မှာလည်းအင်္ဂလိပ်စီစဉ်မှာကျွန်တော်ဝင်ရတယ်ဆိုတော့ဒီဖွင့်ပြချက်ကကျွန်တော်အတွက်အရေးကြီးတဲ့အရာတစ်ခုဘာဖြစ်လို့လဲဆိုတော့ pandemic အတွင်းမှာကျွန်တော် immune system ကအရေးကြီးတယ်လေနော်လူရဲ့ကိုယ်ခန္ဓာမှာခုခံအားကအရေးကြီးတယ်ခုခံအားကျလာတာနဲ့ပတ်ဝန်းကျင်ရဲ့ virus တွေကျွန်တော်ကိုယ်ခန္ဓာတွေကိုအလွယ်တကူဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်ကယောဂထူပြောလာမယ်ဆိုတော့အဲ့လိုယောဂမများအောင်ကျွန်တော်ကိုယ်ခန္ဓာအခုကျွန်တော်ထိုင်နေတယ်ခုနကျွန်တော်အိတ်နေတယ်နိုးထလာတယ်တစ်ချိန်လုံးအဲ့ဒီကျွန်တော်ကိုယ်ခန္ဓာထဲမှာရှိတဲ့ immune system ကမနာတဲ့သူကသူရဲ့ရန်သူเนาะ virus တွေကိုတိုက်ထုတ်ပေးနေတာဖြစ်တယ်သူကမရက်မနာအမြဲတမ်းအလုပ်လုပ်နေတယ်ဒါပေမဲ့အဲ့ဒီ immune system အားနည်းလာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုယ်ခန္ဓာမှာနေမကောင်းခြင်းနာမကျန်းဖြစ်ခြင်းယောဂအမျိုးမျိုးကျွန်တော်ခံစားရတယ်ဆိုတော့အဲ့ဒီ immune system ကဘယ်မှာရှိတယ်လဲဆိုတော့ကျွန်တော်ကိုယ်ခန္ဓာထဲမှာရှိတာဖြစ်တယ်ဆိုတော့ကျမ်းစာကပြောတယ်လေနော်ဝတ်ပြုရာကျမ်းခန်းကြီး7 ငယ် 17မှာအကြောင်းမူကားတဲ့ကိုယ်ခန္ဓာအသက်သည်အသွေး၌တည်၏လို့ပြောတယ်အသက်ကအသွေးမှာတည်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒီအသွေးကအင်မတန်မှအရေးကြီးတယ်ကျွန်တော်လူရဲ့သွေးကလေလူရဲ့သွေးကအင်မတန်မှအရေးကြီးတယ်ဒါပေမဲ့လူရဲ့သွေးကိုဘယ်ကနေရတယ်လဲဆိုတော့ကျွန်တော်အယိုးကနေရတာဖြစ်တယ်ကျွန်တော်အယိုးယူရင်းချင်းစီယူရင်းချင်းစီမှာတော့ကျွန်တော်နှမျိုးရှိတယ်အဝါရောင်နဲ့အနီရောင်ရှိတယ်လို့ပြောတယ်ဆိုတော့အဝါရောင်ကတော့ကျွန်တော်စားတဲ့အရာပေါ့နော်ယူရင်းချင်းစီကြိုက်တဲ့သူရှိတယ်နော်နွားတော့ဆိုလို့ရှိရင်ကောင်းတယ်လေနော်ဒါပေမဲ့အနီရောင်ယူရင်းချင်းစီကကျွန်တော်အယိုးဆိုလို့ရှိရင်အယိုးတစ်ချောင်းဆိုလို့ရှိရင်ဆိုတော့ဒီနေရာမှာကျွန်တော်ပြချင်တယ်ဆိုတော့အယိုးဆိုလို့ရှိရင်ကျွန်တော်လက်ဆိုလို့ရှိရင်ကြက်တွေဘာတွေမှကျုပ်စားတယ်ဆိုလို့ရှိရင်လည်းအယိုးထိပ်ပိုင်းပြောတဲ့အပိုင်းရှိရမလားဆိုတော့အဲ့ဒီပြောတဲ့အပိုင်းကသူ
သူမာတဲ့အပိုင်းလည်းရှိတယ်ပြောတဲ့အပိုင်းရှိအဲ့ပြောတဲ့အပိုင်းမှာအပေါက်ကလေးတွေရှိပြီးတော့မှအဲ့ဒီအပေါက်တွေထဲမှာ red bone marrow ဆိုတဲ့အနီရောင်ယူရင်းကျင်စီရှိတယ်အဲ့ဒီအနီရောင်ယူရင်းကျင်စီကနေပြီးတော့မှသွေးနီဥသွေးဖြူဥတွေကိုအမြဲတမ်းထုတ်လုပ်ပေးနေတာဖြစ်တယ်ကျွန်တော်သွေးကကိုယ်ခန္ဓာတစ်ခုလုံးမှာလဲပတ်နေပြီးတော့မှဟောင်းသွားတဲ့အခါမှာဟောင်းတဲ့သွေးနီဥသွေးဖြူဥတွေအားလုံးကကျွန်တော်အညစ်အကြေးနဲ့ပြန်ထွက်သွားတယ်ပြီးတော့မှအသက်တွေကခုနရိုးတွေကနေပြန်ထုတ်လုပ်ပြီးတော့မှကျွန်တော်အသွေးထဲမှာသွေးကြောထဲမှာပြန်လဲပတ်တာဖြစ်တယ်ကျွန်တော်ရဲ့သွေးကအဲ့လိုလဲပတ်နေတာပေါ့နော်ဆိုတော့ခုကျမ်းစာကပြောတယ်သင်စိတ်ပြတ်တဲ့အခါမှာသင်အယိုးတို့ကတွေးချောက်တယ်လို့ပြောတယ်ဆိုတော့သင်ရဲ့အယိုးတွေးချောက်တယ်ယူရင်းချင်းစီခန်းချောက်တယ်ဆိုလို့ရှိရင်သွေးတွေမထုတ်ပေးနိုင်တော့သွေးတွေကောင်းကောင်းမွန်မွန်မထုတ်ပေးနိုင်တော့ဘူးရာနှုန်းပြည့်မထုတ်နိုင်တော့ဘူးဆိုလို့ရှိရင်သင်ရဲ့ကိုယ်ခန္ဓာမှာလဲပတ်တဲ့သွေးတွေကအားမကောင်းတော့မလက်ဆက်တော့သွေးတွေမလက်ဆက်တော့ဘူးဆိုလို့ရှိရင်လူကနေမကောင်းဖြစ်ချင်လာပြီခုန immune system ကညော့လာတယ်ကျွန်တော်သွေးထဲမှာအမျိုးအစားနော်၄မျိုးလောက်ရှိတယ်ဆိုတော့အဲ့၄မျိုးလောက်ထဲမှာတော့အဓိကအချက်နှစ်ချက်ကတော့သွေးနီဦးနဲ့သွေးဖြူဦးဖြစ်တယ်သွေးဖြူဦးကကျွန်တော်ရဲ့ immune system ကိုအဲ့ဒီပိုင်းတာဝန်ကိုယ်ခန္ဓာကိုသူကကာကွယ်ပေးတယ်သွေးဖြူဦးကသွေးနီဦးကကြတော့ကိုယ်ခန္ဓာတစ်ခုလုံးမှာနေရအနှံ့ပြားမှာကျွန်တော်အောက်ဆီဂျင်သူကပေးတယ်ထုတ်ဝေပေးတယ်ဆိုတော့ကျွန်တော်ကိုယ်ခန္ဓာတစ်ခုလုံးမှာအောက်ဆီဂျင်မရတဲ့နေရာရှိပြီဆိုလို့ရှိရင်အဲ့ဒီနေရာကချစ်ချင်းပုတ်တိုးပြီးတော့မှအတီကောင်ဖြစ်သွားတယ်ဘာလဲကိုယ်တစ်ပိုင်းတေတော့ဘာတော့ကအောက်ဆီဂျင်မသွားတော့တာလေနော်သွေးမလဲပတ်တော့တာလေဖြတ်တာတော့ဘာတော့ဆိုတော့သွေးနီဦးရဲ့လှုပ်ဆောင်ချက်ကကိုယ်ခန္ဓာတစ်ခုလုံးအားရှိအောင်လှုပ်ဆောင်နေအောင်အောက်ဆီဂျင်ကိုသူကဖြန့်ပေးတယ် nutrient တွေကိုအာဟာရတွေကိုဖြန့်ပေးတယ်သွေးဖြူဦးက immune system လှုပ်ပြီးမှကိုယ်ခန္ဓာကို virus တွေအလွယ်တကူမဝင်အောင်သူကကွဲကားပေးတယ်ဟုတ်ပြီတို့သွေးလေပတ်နေတဲ့ဒီသွေးကြောအသက်မဖြစ်ဘူးလက်ဆက်ခြင်းမရှိဘူးအားနည်းလာပြီဆိုလို့ရှိရင်သင်ရဲ့ခုခံအားနည်းလာမယ်ကိုယ်ခန္ဓာတစ်ခုလုံးမှာအောက်ဆီဂျင်တွေဖြန့်ပေးတာမလုံမလောက်ဖြစ်လာပြီဆိုလို့ရှိရင်သင်ကခံစားရတာမကောင်းတော့နေမကောင်းတော့မစားခြင်းမတောက်ခြင်းအဲ့လိုမပျော်ဖြစ်သွားပြီယောဂတွေထူပြောလာပြီ immune system အားနည်းပြီဆိုလို့ရှိရင်ဆိုတော့ဘာဖြစ်လာမလဲဆိုတော့သင်နာမကျန်းဖြစ်လာမယ်နေမကောင်းဖြစ်လာမယ်ယောဂတွေရလာမယ်နောက်ဆုံးပြောမယ်ဆိုလို့ရှိရင်အသက်တိုပဲကွာဒါပေမဲ့ရိုးရိုးလေးပဲဒီစတဲ့နေရာကဘာလဲဆိုတော့သင်ရဲ့စိတ်ပြတ်ခြင်းစိတ်အားငယ်ခြင်းအဲ့ဒီနေရာကနေစတာဖြစ်တယ်အဲ့ဒါကသင်ရဲ့ကိုယ်ခန္ဓာမှာလည်းထိခိုက်မှုသိရောက်တာဖြစ်တယ်အကျိုးသိရောက်မှုအဲ့ဒါကြောင့်သင်ရဲ့နှလုံးသားကဝမ်းမြောက်နေဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဟာလေလုယာဟာလေလုယာသင်ဝမ်းမြောက်တဲ့အခါမှာသင်ရဲ့အယိုးတွေကတန်ပါတယ်သင်ရဲ့ယိုးတွင်းချင်စီတွေကအလုတ်ကောင်းကောင်းလုပ်တယ်အသွေးတွေကိုအသက်ပြန်ထုတ်လုပ်ပေးနိုင်တယ်အချိန်မီထုတ်လုပ်ပေးနိုင်မယ်လက်ဆက်လာမယ်သင်သွေးတွေလက်ဆက်နေမယ်ဆိုလို့ရှိရင်သင်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးခုခံအားကောင်းပြီးတော့မှကျမ်းမာတန်ဆွမ်းပြီးတော့မှသင်ရဲ့အသက်တာခွန်အားအာဟာရနဲ့ပြည့်ဝမှာဖြစ်တယ်အဲ့ဒါကသင်စိတ်ခံစားမှုဘယ်မှာရှိတယ်လဲဆိုတဲ့အပေါ်မှာအရေးမူတည်တဲ့အကြောင်းဒီနေရာမှာကျွန်တော်တွေ့ရတာဖြစ်တယ်ဟုတ်ပြီကျွန်တော်စိတ်ခံစားမှုကောင်းတဲ့အခါမှာဘာတွေဖြစ်တယ်လဲเนาะဒီနေရာမှာရှင်လန်းသောစိတ်နှလုံးသည်တဲ့ချိုသောမျက်နာကိုဖြစ်စေတတ်၏ညှိုးငယ်ခြင်းအားဖြင့်ကစိတ်ပြတ်တတ်၏စိတ်ပြတ်ခြင်းသည်အယိုးတို့ကိုတွေးချောက်စေတယ်အစင်းစင်းသွားတာလေเนาะဆိုတော့ရှင်လန်းတဲ့စိတ်ကမျက်နာကိုပြုံးရွှင်စေတယ်ချိုးစေတယ်တနည်းအားဖြင့် smile เนาะ smiling face ပြုံးရွှင်တဲ့မျက်နာကိုဖြစ်စေရှင်လန်းတဲ့အခါမှာဆိုတော့ရှင်လန်းစိတ်ကရှင်လန်းနေမယ်ပုတ်ပါနေမယ်ဆိုလို့ရှိရင်သင်ရဲ့မျက်နာကအလိုလိုနေနဲ့ထင်ဟပ်လာတယ်သင်ရဲ့မျက်နာမှာတောက်ပလာတယ်ထင်ရှားလာတယ်ကျွန်တော်ရဲ့လူရဲ့မျက်နာကprojector နဲ့တူတယ်เนาะဒီမှာ projector ထင်ရှားအောင် projector စက်ကထိုးပြရလေเนาะဆိုတော့စက်ထဲမှာရှိတဲ့အတိုင်းဒီမှာထင်ရှားလာတာလေကျွန်တော်မျက်နာမှာဘာဖြစ်တယ်လဲဆိုတာကဒီထဲမှာခံစားနေရတဲ့အရာကမူတည်တာဖြစ်တယ်တချို့တွေကလည်းမျက်နှာဖုံးနေဆောင်းထားတယ်နော်ဟန်ဆောင်ပြုံးနေတယ်ဒါပေမဲ့အဲ့နောက်ကွယ်မှာသူကကြည်ကွဲနေတယ်ဝမ်းနဲ့မျက်ရည်ကျနေတယ်တခုခုအတွက်သူနာကျင်နေတယ်ဆိုတော့အဲ့ဒါကြောင့်လို့ခုနကကျွန်တော်ပြောတဲ့ပွင့်လင်းမှုဖွင့်ဟဖို့ရန်အတွက်တနေရာလိုအပ်တယ်ဟာလေလုယာသူစီးထွက်လို့ရမယ်နေရာဒါပေမဲ့စိတ်ခံစားတဲ့အတိုင်းသင်ရဲ့မျက်နှာမှာထင်ရှားဟုတ်ပြီစိတ်ရှင်လန်းတဲ့အခါမှာစိတ်နှလုံးရှင်လန်းပြီဆိုလို့ရှိရင်ချိုသောမျက်နှာကိုဖြစ်စေတယ်ဒီနေ့မှာကျွန်တော်
ချိုသောမျက်နှာပြုံးရွှင်တဲ့မျက်နှာကကိုယ်ခန္ဓာအတွက်ပါအကျိုးကျေးဇူးပြုတယ်လေနော်ဒါကတော့ medical စေပိုင်းဆိုင်ရာနွားတို့တစ်ခွက်တောက်တာနဲ့တူတယ်ဟလားရေတာရေတာလည်းပါပါတယ်နော်တခါတလေကျွန်တော်ဟာတာတွေလိုရတယ်အဲ့ဒါကြောင့်လို့ကျွန်တော် comedian stand up comedian တွေတို့အဲ့လူတွေကပိုက်ဆံရတာလေနော်သူတို့ဟာတာတွေဖောက်စင်ပေါ်မှာဟာတာတွေဖောက်သူများအကြောင်းနေနော်ပေါက်ကရပြောနော်ဟာတာတွေဖောက်ပြီးမှလူတွေကိုဒါဟာရေတဲ့အခါမှာအဲ့ရေတဲ့သူတွေကကျမ်းမာကြတာဖြစ်တယ်ဆိုတော့လူကစိတ်လွတ်ကိုလွတ်ဖြစ်ဖို့တခါလေလွတ်ချဖို့ရန်အတွက်လိုရတယ်ရေမောခြင်းလည်းပါပါတယ်နော်ဆိုတော့ပြုံးသောမျက်နှာရေမောခြင်းဆိုတော့နံပါတ်1အဲ့ဒီအရာကဘာကိုဖြစ်စေတယ်လဲဆိုတော့ခုနကကျွန်တော်ပြောတဲ့အရာကိုယ်ခန္ဓာမှာခုခံအားပုံမှုကောင်းမွန်စေတယ်အဲ့ဒါကျွန်တော်ရဲ့ခုခံအားကိုကောင်းမွန်စေဘာဖြစ်လို့လဲဆိုတော့စိတ်ရှင်လန်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်အယိုးတွင်းခြင်းစီယိုးတွေကတန်ပါကိုယ်ခန္ဓာကိုကတန်ပါတာလေတင်းရဲ့အယိုးတွေကနော်ကိုယ်ခန္ဓာမှာကျွန်တော်သိတော့ဒီเจ้าຢာတွေတော့သိရင်းနှီးမှုတော့မရှိဘူးကျွန်တော်လဲဒီကျမ်းပိုက်ကိုတွေးတဲ့အခါမှာအယိုးတွေးချောက်တယ်ဆိုတာကဘာဒိတ်ပဲသူ့ဘာသူတွေးချောက်တာဘာဖြစ်လဲဟုတ်တယ်မလားဒါပေမဲ့အเจ้าຢာတစ်ခုခုတော့ရှိရမယ်ဆိုတော့ဘုရားကတစင်ပြတစင်ဖွင့်ပြလာတဲ့အခါမှာနောက်ဆုံးယူရင်းကျင်စီထိကျွန်တော်ရောက်လာတာဖြစ်တယ်ယူရင်းကျင်စီကနေအသွေးဆိုတာတော့ကျွန်တော်တကူလုံးနဲ့သက်ဆိုင်သွားပြီလေနော်ကိုယ်ခန္ဓာတကူလုံးနဲ့သက်ဆိုင်သွားပြီဆိုတော့အဲ့နေရာထိကျွန်တော်ရောက်လာတာဖြစ်တယ်ဒါပေမဲ့ဟုတ်တယ်ကျွန်တော်ခုခံအားနှုတ်ကပတ်တော်ပြောတဲ့အရာတွေကကျွန်တော်ရဲ့ဝိညာဉ်အတွက်ပဲမဟုတ်ဘူးကျွန်တော်ရဲ့စိတ်အတွက်ပဲမဟုတ်ဘူးဟုတ်တယ်ဝိညာဉ်အတွက်လည်းပါတယ်အဓိကပေါ့နော်စိတ်အတွက်လည်းအင်မတန်မှအရေးကြီးတယ်စိတ်ထောင်းမှကိုကြည့်တယ်စိတ်ကအင်မတန်မှအရေးကြီးတယ်ပြီးတော့ကိုယ်ခန္ဓာအတွက်လည်းဘုရားရဲ့လမ်းပြခြင်းကနှုတ်ကပတ်တော်မှာကျမ်းစာထဲမှာအများကြီးပါအထူးသဖြင့်ဓမ္မဟောင်းကျမ်းမှာနော်သူတို့ပြည့်ညက်ချက်တွေထားတဲ့နေရာတွေမှာစားရမယ့်အစားအစာမစားရမယ့်အစားအစာတွေဓမ္မသစ်မှာတော့ကျွန်တော်အကုန်လုံးဆွဲလို့ရတယ်လို့ဆွဲလိုက်တယ်နော်ဒါပေမဲ့လူကကိုယ့်ရဲ့ကျမ်းမာရေးလည်းရှိသေးတာနော်ဆိုတော့ရှင်ပေါလုကဘာပြောလဲဆိုတော့လှုပ်ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလွတ်မြောက်သောသူတွေဖြစ်တယ်လှုပ်ရတယ်ဒါပေမဲ့လှုပ်ရတိုင်းအကုန်လုံးမလှုပ်ရလှုပ်တဲ့အရာမဟုတ်ဘူးလို့ရှင်ပေါလုကပြောထားတယ်ဆိုတော့ဘယ်အရာကိုယ့်အတွက်ကောင်းလဲဘယ်အရာကကိုယ့်အတွက်မကောင်းဘူးလဲဘယ်အတိုင်းတာအထိလှုပ်ရင်ကောင်းမလဲဘယ်လောက်ဆိုလို့ရှိရင်များသွားပြီဘယ်လောက်ဆိုလို့ရှိရင်တအားနဲ့လေဒါကိုယ့်ဘက်ကချင့်ချင်ရမှာလေဟုတ်တယ်မလားဆိုတော့နှုတ်ကပတ်တော်ကိုယ့်ရဲ့နှုတ်ကပတ်တော်ကိုနားလည်ဖို့ရန်အတွက်လိုအပ်တယ်ဆိုတော့ကျမ်းစာကကျွန်တော်ရဲ့ကိုယ်ခန္ဓာကိုလည်းဂယုစိုက်တယ်စိတ်ဝင်စားပါတယ်ကျွန်တော်ရဲ့ကျမ်းမာခြင်းလည်းအဲ့ဒီပေါ်မှာဘုရားကလမ်းပြတာအများကြီးရှိတယ်ဆိုတော့အရေးကြီးတဲ့ရဲ့စိတ်ခံစားမှုဘာဖြစ်လို့လဲဆိုတော့စိတ်ကလေကိုယ်ခန္ဓာလည်းဘုရားပိုင်တယ်စိတ်လည်းဘုရားပိုင်ပါတယ်ဝိညာဉ်ကတော့ဘုရားရဲ့ထံတော်ဘာကနေဘုရားစီကနေလာတာဆိုတော့ဘုရားဥစ္စာပေါ့နော်ဝိညာဉ်ကတော့ပြီးတော့မှအဲ့ဒီဝိညာဉ်အတွက်ဘုရားကကိုယ်ခန္ဓာပေးထားတယ်ဒါပေမဲ့စိတ်ကနည်းနည်းထူးခြားတယ်စိတ်ကတင်ရွေးချယ်တဲ့နေရာဆုံးဖြတ်ချက်ချတဲ့နေရာသင်ခံစားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ကိုဘုရားရှင်ကလွတ်ထားတယ်သင်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သင်ကို free choice ပေးထားတယ်အဲကြောင့်မလို့စိတ်နေရာကအင်မတန်မှကျမ်းစာခုနကကျွန်တော်ရှေ့မှာဖတ်သွားတဲ့ကျမ်းစာတစ်ခုလုံးကသင်စိတ်ကိုဘယ်မှာထားရင်သင်ပျော်ရွှင်မလဲဆိုတာကိုတွင်တင်ပေးနေတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားကသင်စိတ်ကိုယူပြီးအမှထားပေးမှာမဟုတ်ဘူးသင်ကိုယ်တိုင်သင်စိတ်ကိုအမှထားရမှာဖြစ်တယ်သင်လို့ရမယ့်အပိုင်းဖြစ်တယ်ဟာလေလုယာဘာဖြစ်လို့လဲဆိုတော့သင်ရဲ့စိတ်ခံစားမှုထဲမှာသင်ရဲ့ရွေးချယ်မှုထဲမှာဘုရားသခင်ကအနန္တတကုရှင်ဘုရားသခင်ကသင်ရဲ့စိတ်ခံစားမှု space လေးထဲမှာဝင်ရောက်ဆွတ်ဖြုတ်မှုမလုပ်ဘူးသင်ကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးရသင်လက်ရှိခံစားနေရပုံမှာသင်စိတ်ပြတ်ခြင်းသင်စိတ်ပြတ်ပေါ်တာသင်ရွေးချယ်မှုလေဒါပေမဲ့သင်စိတ်ပြတ်မကောင်းဘူးဆိုတာကျမ်းစာကကျွန်တော်ကိုပြောနေတယ်အဲဆိုကျွန်တော်ဘယ်လိုဝမ်းမြောက်မလဲမင်းဝမ်းမြောက်ခြင်းဟိုမှာတကွက်ကြော်မှာထားလိုက်ဘာဖြစ်လို့လဲအမှငါဂတိတော်ရှိတယ်ဒီနေရာကိုသင်ယုံကြည်ခြင်းနဲ့ဖြတ်တန်းဖြစ်လာမယ့်အရာငါတာဝန်ယူတယ်ငါဂတိတော်ဖြစ်တယ်အဲ့ဒါငါနဲ့ဆိုင်တယ်ဘုရားကပြောတာဖြစ်တယ်ဟာလေလုယာဟာလေလုယာသင်ယခုခြေချမဲ့နေရာသင်စိတ်ကိုသင်ထားမဲ့နေရာဒါသင်ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်သင်နဲ့ဆိုင်တယ်အဲ့ဒါကြောင့်မို့သင်ပျော်ရွှင်ခြင်းသလားဝမ်းမြောက်ခြင်းသလားဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာသူရဲ့ဂတိတော်မှာကျွန်တော်ရဲ့စိတ်ကိုထားတတ်ဖို့ရန်အတွက်အရေးကြီးတယ်ကျွန်တော်မကြာခဏပြောတတ်တဲ့ကျမ်းပိုက်တစ်ပိုက်ဒီကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းကိုထားမဲ့နေရာနဲ့ပတ်သက်ပြီးမှကျွန်တော်ပြောတတ်တဲ့ကျမ်းပိုက်တစ်ပိုက်ရှင်လုကာထဲမှာကျွန်တော်ကဖတ်ပြီးမှဒီနေ့ကျွန်တော်အဆုံးသတ်ရအောင်နော်ရှ
ရှင်လူက30မှာလားမသိဘူးဟုတ်ပြီမတွေ့ဘူးဆိုတော့ကျမ်းပိုက်ကဘာလဲဆိုတော့တပည့်တော်တွေနော်ဝမ်းမြောက်ဝမ်းသာနဲ့နတ်ဆိုးတွေနင်ထုတ်ပြီးခရစ်တော်ရဲ့နာမ၌အမှုကြီးကြီးကိုပြုပြီးတော့မှသူတို့ပြန်လာကြတယ်ကိုရောရဲ့နာမ၌နတ်ဆိုးတွေကိုငါတို့နင်ထုတ်တယ်တဲ့ဟာလေလုယာသူတို့သားပြောကြတယ်ခရစ်တော်ရဲ့နာမ၌သူတို့ပြုလိုက်တဲ့အမှုရာနော်ဖျားပေးလိုက်တဲ့ authority သူတို့က exercise လုပ်ပြီးတော့မှကြီးမားတဲ့အမှုကိုပြုလိုက်တယ်နတ်ဆိုးတွေကိုနင်ထုတ်တယ်လူတွေကိုကျမ်းမာစေတယ်နမိတ်လက္ခဏာတွေဖြစ်တယ်အဲ့ဒါကိုသူတို့သားဝမ်းသာပြီးခရစ်တော်စီပြန်လာတဲ့အခါမှာခရစ်တော်က yes 10-20မှာနော်ခန်းကြီး10ငယ်20မှာခရစ်တော်ကမင်းတို့ဝမ်းသာတာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုဖြစ်ဖို့ငါကြွလာတာဖြစ်တယ်လို့ပြောရလေဒါပေမဲ့မင်းတို့ပူပြီးဝမ်းမြောက်ရမယ့်အရာသင်တို့ဝမ်းမြောက်ခြင်းပင်မှာတည်ထားမလဲဆိုတော့မင်းတို့ရဲ့နာမည်ဟာကောင်းကင်စရင်ဝင်တဲ့အတွက်ကြောင့်မလို့ဝမ်းမြောက်ပါလို့ပြောတာဖြစ်တယ်ဒီနေ့ကျွန်တော်ဝမ်းမြောက်ခြင်းကဘယ်မှာမူတည်တယ်လဲဆိုတော့သင်လုံနိုင်တဲ့အပေါ်မှာမမူတည်ဘဲနဲ့ခရစ်တော်လှုပ်ပေးတဲ့ဂတိတော်ပေါ်မှာမူတည်ရင်သင်ရဲ့ဝမ်းမြောက်ခြင်းကအမြဲတည်မြဲတာဖြစ်တယ်ဟာလေလုယာဟာလေလုယာသင်နတ်ဆိုးတွေကိုနင်ထုတ်တဲ့ဘုရားအတွက်ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းနဲ့အောင်မြင်ခြင်းတွေရအသီးပွင့်တွေမြင်ရတယ်သင်ဝမ်းမြောက်တာမှန်တယ်ဝမ်းမြောက်ရမယ်ဒါဝမ်းမြောက်တဲ့အရာဒါပေမဲ့သင်ရဲ့ဝမ်းမြောက်ခြင်းအစစ်မှန်သင်ရဲ့နှလုံးသားစိတ်ရှင်လန်းခြင်းတည်မဲ့နေရာကခရစ်တော်လက်ဝါးကားတိုင်းမှာပြုပြတဲ့အမှုရာပေါ်မှာသင်ရဲ့နှလုံးသားကိုထားဖို့ရန်အတွက်ဖြစ်တယ်အဲ့ဒါကဘယ်တော့မှမပြောင်းလဲဘူးသင်လုံနေတဲ့အလုပ်သင်လုံနိုင်တဲ့အရာအတိုင်းတာကမကြခင်လဲပျောက်ကွယ်သွားနိုင်တယ်အဲ့ဒါကထာဝရတည်မြဲတာမဟုတ်ဘူးဒါပေမဲ့ခရစ်တော်လှုပ်ပေးလိုက်တဲ့အမှုကအမြဲတမ်းတည်မြဲတာဖြစ်တယ်အမြဲတမ်းစိတ်ချတယ်အမြဲတမ်းလုံခြုံတယ်သင်အတွက်အမြဲတမ်းသင်ဘက်မှာရည်တည်တာဖြစ်အဲ့ဒါကြောင့်မလို့မင်းတို့ရဲ့နာမည်ကောင်းကင်စရင်ဝင်တဲ့အတွက်ကြောင့်မလို့ဝမ်းမြောက်ပါလို့ပြောရတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့သင်စိတ်ပြက်ပြီဆိုလို့ရှိရင်ကာကြီးကနေပြန်စမယ်ကယ်တင်ခြင်းကနေပြန်စရမယ်ငါ့ကိုအပြစ်ထဲမှာရှိနေတဲ့ချိန်မှာပင်ဘုရားကဒီလောက်ချစ်တာအဲ့ဒီနေရာကနေကျွန်တော်ပြန်စဖို့ရန်အတွက်လိုတယ်ကောင်းကြီးကိုရည်တွက်တဲ့အခါမှာအဲ့ကနေကျွန်တော်စပြီးမှရည်တွက်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ဟာလေလုယာသင်ရဲ့ဝမ်းမြောက်ခြင်းသင်ပြန် restore ပြန်ရလာပြီဆိုလို့ရှိရင်သင်ကိုယ်ခန္ဓာလန်းဆန်းလာမယ်ကြားမာလာမယ်ရေတွေပါချိုးပေါ့နော်အပြင်ပြင်းတွေပါထွက်ပြီးလေကောင်းလေတန့်နေရှူပြီးမှနည်းနည်းပပလမ်းတွေပါရှောက်နော်အစာကောင်းကောင်းတွေစားပြီးမှဇနီးမယားနဲ့အိမ်ထောင်မိသားစုတွေနဲ့စကားတွေပြော interact နော်စကားတွေပါပြောရှင်ဝမ်းမြောက်ရှင်လန်းတဲ့အသက်တာကိုသင်ပြန်ခံစားရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မို့ဒီနေ့အခက်ခဲပြဿနာကြားထဲမှာသင်ဝမ်းမြောက်နိုင်ဖို့ရန်အတွက်သင်ရဲ့စိတ်ကိုနောက်ခြေတလန်းဖြစ်လာမယ့်အရာဘုရားရဲ့ဂတိတော်မှာသင်စိတ်ချစွာထားမယ်ဘုရားပြုတ်ပေးတဲ့ခရစ်တော်ပြုတ်ပေးတဲ့အမှုပြီးစီးတဲ့အမှုပေါ်မှာသင်ရဲ့စိတ်ကိုတည်ထားမယ်ဆိုလို့ရှိရင်သင်ရဲ့ဝမ်းမြောက်ခြင်းဟာသင်ရဲ့အသက်တာထဲမှာအမြဲတမ်းရှိနေမယ်သင်အမြဲတမ်းဝမ်းမြောက်မယ်သင်အမြဲတမ်းရှင်လန်းမယ်ဆိုလို့ရှိရင်သင်ရဲ့အသက်တာဟာစိတ်ပိုင်းဆိုင်ရာကြားမှာမယ်ဝိညာဉ်ပိုင်းဆိုင်ရာကြားမှာမယ်ကိုယ်ခန္ဓာမှာလည်းကြားမှာခြင်းရှိလာမှာဖြစ်တယ်ဟာလေလုယာဒီယာကိုဒီနေ့ကျွန်တော်ဝင်ငါချင်တာဖြစ်ပါတယ်လို့အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေနှုတ်ကပတ်တော်အတွက်ခဏလောက်ကျေးဇူးတော်ချီးမွမ်းရအောင်ကိုရောကိုကျေးဇူးတင်တယ်ကိုရောရှင်ပြင်ဆင်ပေးတဲ့ဒီနေ့ရက်အတွက်ကျေးဇူးတင်တယ်ဝမ်းမြောက်ခြင်းကိုကိုရောရဲ့အထင်းမှာပဲရရှိစေသောကြောင့်ကိုရောကိုကျေးဇူးတင်တယ်တန်ရှင်သောဝိညာဉ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာထဲမှာဝမ်းမြောက်ခြင်းအသီးတွေဆက်လက်ပြီးမှကိုရောရှင်ခံစားရဖို့ရန်အတွက်ဝိညာဉ်တော်ဖဘုရားသခင်ကျွန်တော်ရဲ့စိတ်နှလုံးသားဘယ်လိုခံစားရမလဲဘယ်လိုခံယူရမလဲဘယ်လိုအသက်ရှင်ရမလဲဆက်လက်ပြီးနှုတ်ကပတ်တော်အားဖြင့်လမ်းပြပို့ဆောင်ပေးပါဒီနေ့အချိန်တိုင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းရင်းခန္ဓာစိတ်ဝိညာဉ်အသက်တာအလုံးစုံကိုရောရဲ့လက်တော်ထဲမှာယေရှုခရစ်တော်နာမ၌ပြန်လည်ဆက်ကအနံ့ကြပါဖဘုရားရှင်အာမင်